သာသနာတော်နှစ်2554ခုနှစ်ဘောဇာတက္ကရာ1382ခုနှစ်ပထမဝါဆိုလာပြီကျော်ရှိရဲ့စကိုင်းတိုင်းမုံရွာမြို့တတ္တမဇောတကသဘောရာယုံကျောင်း၌အတွင်ဆောင်းလို့လူဒန်းအသည့်တတ္တမကတိကကျောင်းဆောင်ရေစက်ချအလူတော်မင်္ဂလာအောင်ပွဲနှင့်ဆန္ဒ၍ဆင်းရဲခြင်းပပြုလို့အပ်သည့်ညဥ်ရံဓမ္မသဘင်ခန္ဓာဝယ်မုံရွာမြို့အလေရမာကလန်းနှင့်ဘုန်းကြီးလန်းဤဘာစုအထေရောင်းဝယ်ရေးစေတီဖရာတစောင်းကျောင်းယဟန်ဒါယကာကြီးဦးစံဒါယကာမကြီးဒေါခင်ပေသာသမီမြေမြင့်များဖြစ်ကြသောအထေထေကိုမောင်မောင်ဆိုမမြင့်မြင့်တန်းမခိုင်ခိုင်ကိုစင်ထွန်းသက်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောယရဏတုတ်အနှစ်ချုပ်ပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂထာကိုရစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာလိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထပညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာလိဥစ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစေဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝဒါနချိန်ပံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထပညာထိုးရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောင်းမှန်ကိုလျောပြီးကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းယရဏတုတ်အနှစ်ချုပ်အပိုင်းနှစ်တရားဒေသနာတော်အားလုံးသိကြတဲ့အတိုင်းအရေးကြီးတဲ့မှာယရဏသုတ်ဆိုတာရှိတယ်ဘေးအန္တရာယ်တွေကြုံတဲ့အခါမှာဘုရားကုံတရားကုံသံဃာကုံတွေကိုအာယုံပြုပြီးတော့သစ္စာဆိုခြင်းဖြင့်ဘေးအန္တရာယ်တွေကလွတ်မြောက်တဲ့နည်းစနစ်တစ်ခုကိုမြတ်စွာဘုရားဟောထားတာဖြစ်တယ်လောကမှာနေကြတဲ့ပုဂ္ဂိုလ်တိုင်းယမယံခါကံမကောင်းအကြောင်းမလာတဲ့အခါဘေးအန္တရာယ်တွေဆိုတာလဲကြုံတွေ့တတ်တယ်အဲဒီလိုကြုံတွေ့တဲ့အခါမှာဒီယရဏသုတ်ကိုရွတ်ဆိုပွားများအထောက်ခြင်းဖြင့်ဘေးအန္တရာယ်တွေကလွတ်မြောက်နိုင်တယ်လို့မိမိတို့ကိုယ်တိုင်ဘေးအန္တရာယ်မကြုံတွေ့တော့လဲဘေးအန္တရာယ်ကြုံတွေ့နေကြတဲ့ပုဂ္ဂိုလ်တွေကို
ထိုဘေးရန်အန္တရာယ်ကနေလွတ်မြောက်ကြပါစေဆိုတဲ့မေတ္တာစေတနာရှေ့ထားပြီးယရဏတုတ်ကိုရွတ်ပွားပြီးသစ္စာပြုကြမယ်ဆိုရင်ကဘာကြီးတစ်ခုလုံးဟာငြိမ်းချမ်းသာယာပြီးတော့လူတွေဟာဘဝမှာဘေးရန်အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ဘဝခရီးကိုဖြတ်တန်းနိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကဘာဒီကဘာသာတတ္တဝါများချမ်းသာကြစေရန်ကြည်တန်တဲ့အန္တရာယ်ကင်းဖို့အတွက်မြတ်စွာဘုရားဟောထားတဲ့ဒီတရားတော်ကိုနည်းယူပြီးတော့ဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှဘေးရန်အန္တရာယ်ကင်းလို့ကျမ်းမှာချမ်းသာသာနဲ့လူဘဝအကျိုးစီးပွားတွေမိမိရဲ့အကျိုးစီးပွားတွေအများတ attva တွေရဲ့အကျိုးစီးပွားတွေအမျိုးဘာသာသာသနာရဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်။ဘေးရန်အန္တရာယ်ကြုံတွေ့နေလို့ရှိရင်ဒီအကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်ကြမှာမဟုတ်ဘူးတဲ့။ဒါကြောင့်မို့လို့ရသော်ဘုရားဟောထားတဲ့သစ္စာဆိုပုံသစ္စာဆိုနည်းတွေမနေ့ကအပိုင်း1ကိုဘုန်းကြီးတို့ဟောခဲ့ပြီဒီကနေ့အပိုင်း2ကိုဟောပါမယ်အပိုင်း3ကတော့နောက်အကြောင်းညီညွတ်တဲ့အခါဟောပေးမယ်ပေါ့မင်္ဂလာတုတ်အနှစ်ချုပ်ကိုလည်းဟောပြီးသားဖြစ်တယ်မကြခင်မင်္ဂလာတုတ်အနှစ်ချုပ်ကစာအုပ်ရိုက်ပြီးသားဖြစ်ပါလိမ့်မေတ္တာတုတ်အနှစ်ချုပ်ကလည်းပဲစင်ကာပူမှာမနှစ်ကဟောထားခဲ့အဲ့ဒါလည်းစာအုပ်အနေနဲ့ဒီချုပ်ပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာရောက်ပြီးသားဖြစ်ပါဘာဖြစ်လို့တော့ဆိုတော့မင်္ဂလာတုတ်တို့မေတ္တာတုတ်တို့ယရဏတုတ်တို့ဆိုတာဘုရားဘာသာဝင်သူတော်စင်တွေငယ်စဉ်တောင်ကြီးကလေးဘွားကပြင်ပြီးတော့ယဉ်နှီးနေတဲ့တုတ်တွေသို့တော့လူတိုင်းဟာမင်္ဂလာတုတ်မေတ္တာတုတ်ယရဏတုတ်တို့ရဲ့အဓိပ္ပာယ်ကိုအလေးနဲ့သိကြရလားလို့ဆိုမသိတဲ့ပုဂ္ဂိုလ်ကအများကျွတ်တော်ရွတ်နေကြတယ်မသိဘူးဆိုလို့ရှိရင်မိမိတို့စိတ်ထဲမှာကြည်နူးဝမ်းသာမှုဖြစ်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်အဓိပ္ပာယ်သိပြီးတော့ရွတ်ဆိုမယ်ဆိုလို့ရှိရင်ပို့ပြီးတော့တန်ဖိုးရှိမယ်လို့ဘုန်းကြီးတို့ဒီလိုတွေးမိသည့်အတွက်ကြောင့်လောကလူတွေနဲ့ယဉ်နှီးပြီးတော့မသိသေးတဲ့တုတ်တန်လေးတွေကိုရွေးချယ်ပြီးတော့ဒီလိုဟောတာ။အဲ့တော့ယရဏတုတ်အနှစ်ချုပ်မြတ်စွာဘုရားကသစ္စာကိုအသုံးပြုပြီးတော့တ attva တွေချမ်းသာကြပါစေဘေးရန်အန္တရာယ်ကလွတ်တဲ့နိလန်းတွေကိုပေးခဲ့တာဖြစ်တယ်။အလုံးသိကြတဲ့အတိုင်းဝေသာလီပြည်မှာဘေးဆိုးကဆိုးကြီးကျုံနေတဲ့အချိန်လေးမှာဟောဒီယရဏတုတ်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်9 ရက်တိတိဝေသာလီပြည်မှာထပ်တလဲလဲဟောခဲ့ရှင်အနန္ဒမထေရကလည်းမြတ်စွာဘုရားစီကသင်ယူပြီးတော့ဝေသာလီပြည်တိုင်းသုတ်တိုက်ရဲ့အကြားမှာတညလုံးညလုံးပေါက်ဟောဒီမေတ္တာတုတ်ကိုရွတ်ပြီးတော့ဝေသာလီပြည်မှာဒုက္ခရောက်နေရှာကြတဲ့လူတော်တွေချမ်းသာဒုက္ခရကြစေရန်မေတ္တာစေတနာကရုဏာတရားထားပြီးတော့ရွတ်ပွားခဲ့လို့ဝေသာလီပြည်ကြီးဟာဘေးကင်းရန်ကွာချမ်းသာခြင်းကိုရရှိခဲ့တယ်တဲ့ဒါကြောင့်မို့လို့အများတ attva တွေချမ်းသာဖို့ရာအတွက်သစ္စာကိုအသုံးပြုပြီးတော့ရသော်ဘုရားကအန္တရာယ်ကင်းတဲ့ဤစနစ်ကိုပြိတရားတော်တွေမှာဟောထားခဲ့တယ်အဓိကကတော့မေတ္တာနဲ့သစ္စာဒီနှစ်ခုဟာအဓိကဖြစ်တယ်ပေါ့သစ္စာရဲ့စွမ်းအားဟာအမှန်ပြောပြီးတဲ့နောက်မှာမိမိတို့လိုချင်တာတစ်ခုကိုတောင်းတလို့ရှိရင်သစ္စာဟာအမတ္တမတကိုးထက်တဲ့မန္တန်နဲ့အလားတန်တူတယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်။ဒါကြောင့်မို့ဒီနေ့သစ္စာဆိုဖို့ရအတွက်ပထမဆုံးဂါထာကတော့ယံကိစီဝိတံဆိုတဲ့ပထမဆုံးဂါထာကဘုရားကုံကိုအာယုပြုပြီးတော့သစ္စာဆိုပုံဆိုနည်းကိုပြ။ဒါတခုတည်းနဲ့လည်းလုံလောက်တာပဲ။နောက်တစ်ခါခေယံဝိရာဂံဆိုတဲ့ဒုတိယဂါထာယံဗုဒ္ဓတေထောပရိဝဏ္ဏယိသူစိန်စချီတဲ့တတိယဂါထာအဲ့ဒီနှစ်ဂါထာကတော့တရားကုံတော်တွေကိုအာယုပြုပြီးတော့သစ္စာဆိုတဲ့ဤစနစ်ကိုမြတ်စွာဘုရားခင်ကိုရောများဟောကြားခဲ့အခုဒီကနေ့သံဃာရဲ့ခုံကိုအာယုပြုပြီးတော့သစ္စာဆိုပုံဆိုနည်းမြတ်စွာဘုရားကသင်ကြားပေးတယ်ဒါကြောင့်မို့လို့သစ္စာဆိုတတ်အောင်မိမိတို့ကိုယ်တိုင်လည်းပဲအဓိပ္ပာယ်နားလည်လို့အရိယာပုဂ္ဂိုလ်တွေရဲ့သံဃာတွေရဲ့အကြည်အသွေးကိုလည်းပဲကြာကြာနားလည်ဖို့ဒါကြောင့်မို့ဒါကို
ဒီကနေ့သံဃာကုံနဲ့ပတ်သက်ပြီးတော့ဟောပြောမှာဖြစ်တယ်အဲ့ဒီမှာယေပုဂ္ဂလာအထတတံပတ္ထသတ္တာရိဣတတိယုဂတိဟောတိတေဒခိနေယသုကတတသာဝကဧတေတုဒိဏာနိမဟာဗလာတိဣဒံပိသံဃေရတနံပဏိတံဧတေနသစ္စေနသုအထိဟောတုဒီခါတာလေးတစ်ပုဒ်ရွတ်လိုက်တာနဲ့ပဲဘေးရအန္တရာယ်ကြီးကင်းသွားနိုင်တယ်ပေါ့မြန်မာဗုဒ္ဓဘာသာတွေအတွင်းထဲမှာအန္တရာယ်ကင်းကျင်လို့တချို့ပုဂ္ဂိုလ်တွေကဘာမှအဓိပ္ပာယ်မရှိတဲ့ဘုရားဥဒိစာဥပ္ပရေးထားတဲ့မန္တရားဂါထာလေးတွေကိုကြက်ပြီးတော့တောင်ရွတ်နေကြသေးတာအခုတကယ်သောတတ္တိရှိတဲ့မြတ်စွာဘုရားဟောထားတဲ့အမတန်လေးနဲ့တဲ့ဒါမျိုးကိုရွတ်တဲ့နာဟောအစွမ်းတတ္တိထည့်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒီယရဏတုတ်ဟာစัจ java လာဂရေတသိန်းကနတ်တွေကလက်ခံပြီးတော့ထားတဲ့ဟာဒါကြောင့်စัจ java လာဂရေတသိန်းဒီစัจ java လာတွေမကဘူးစัจ java လာပေါင်းမြောင်များစွာမှရှိတဲ့နတ်တွေကဒီယရဏတုတ်ရဲ့စွမ်းတတ္တိကိုလက်ခံယုံကြည်ထားတာဖြစ်တယ်ဒါကြောင့်ဒီယရဏတုတ်ကိုရွတ်လိုက်လို့သစ္စာဆိုလိုက်မယ်ဆိုလို့ရှိရင်ဒီစัจ java လာမှာရှိတဲ့ပုဂ္ဂိုလ်တွေသာမကတခြားစัจ java လာတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့အန္တရာယ်ကင်းနိုင်တယ်လို့ဒီလိုမှတ်ရမှာဟောအဲ့ဒီမှာအတိတ်ကိုလေးလေးနက်နက်စဉ်းစားဖို့ရအတွက်ယေပုဂ္ဂလာအထတတံပတ္ထတတံပတ္ထဆိုတာသူတော်ကောင်းတွေရဲ့ချီးမွမ်းမှုခံရတဲ့ပုဂ္ဂိုလ်ချီးမွမ်းမှုဆိုတာသာမန်ပုဂ္ဂိုလ်တွေကတော့သူတို့သိတဲ့အတိုင်းအတာအရသာမန်ပုဂ္ဂိုလ်တွေချီးမွမ်းတာရောက်ချင်မှရောက်တယ်တတံပတ္တတကယ်သူတော်ကောင်းတွေကချီးမွမ်းခံရဖို့ဆိုတာလွယ်တာမဟုတ်ဘူးတဲ့နော်တကယ်သူတော်ကောင်းတွေကချီးမွမ်းခံရတယ်ဆိုတာတကယ်သူတော်ကောင်းမှချီးမွမ်းမှာဒါကြောင့်ဒီမှာတတံပတ္တသူတော်ကောင်းတွေကသူတော်ကောင်းတွေရဲ့ချီးမွမ်းမှုခံရတဲ့ပုဂ္ဂိုလ်တွေဟာ၈ယောက်ရှိတယ်တကယ်ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်တွေအည်သွေးရှိတဲ့ပုဂ္ဂိုလ်၈ယောက်ရှိတယ်အဲ့ဒီ၈ယောက်ဟာအစုံလိုက်ပြောမယ်ဆိုလို့ရှိရင်၄ဦးရှိတယ်သတ္တာရိယုဂန္တိသတ္တာရိဣတ္တတိယုဂန္တိခွန်တိဒါအရိယာပုဂ္ဂိုလ်၈ယောက်ကိုပြောတာအရိယာပုဂ္ဂိုလ်၈ယောက်ကိုအစုံလိုက်တွဲတဲ့အခါကျတော့၄စုံပဲရှိတယ်ပေါ့ဘယ်၄ပါးဖို့၄ပါးကိုချိပြီးတော့အဲ့တော့အရိယာပုဂ္ဂိုလ်၈ယောက်ကိုကြည်တတ်အောင်လဲမှတ်သားထားကြရအောင်သောတပတ္တိမဂ္ဂထပုဂ္ဂိုလ်သောတပတ္တိဖလထပုဂ္ဂိုလ်သောတပတ္တိမဂ္ဂထပုဂ္ဂိုလ်သောတပတ္တိဖလထပုဂ္ဂိုလ်ဒါတစုံသဂါရဂါမိမဂ္ဂထပုဂ္ဂိုလ်သဂါရဂါမိဖလထပုဂ္ဂိုလ်ဒါကတစုံအနာဂါမိမဂ္ဂထပုဂ္ဂိုလ်အနာဂါမိဖလထပုဂ္ဂိုလ်ဒါကတစုံအရဟတမဂ္ဂထပုဂ္ဂိုလ်အရဟတဖလထပုဂ္ဂိုလ်တစုံအလုံးပေါင်းလိုက်တဲ့အခါကျတော့၈ဦးလို့ဒီလိုပြောတာနော်အဲ့တော့မြန်မာလိုရှင်းရှင်းပြောမယ်ဆိုရင်သောတပန်ဖြစ်အောင်ကျင့်နေစေပုဂ္ဂိုလ်ကသောတပတ္တိမဂ္ဂထသောတပတ္တိမက်စိတ်ပေါ်နေတဲ့အခိုက်ကလေးမှခေါ်တာအဲ့ဒါကိုပฏิပန္နပုဂ္ဂိုလ်လို့ဒီလိုလဲသုံးတယ်သောတပတ္တိမက်စိတ်ကလေးဖြစ်ပေါ်နေခိုက်ပုဂ္ဂိုလ်လေးကိုသောတပတ္တိမဂ္ဂထပုဂ္ဂိုလ်လို့ခေါ်တယ်ဒီသောတပတ္တိမက်စိတ်ဖြစ်ဖို့ရာအတွက်ဘာလို့ရတော့ဆိုဝိပဿနာကျင့်စဉ်တစ်ခုအကျင့်ရအဲ့ဒီဝိပဿနာကျင့်စဉ်ကျင့်လို့ဉာဏ်အစဉ်စဉ်တက်သွားပြီးတော့ဝိပဿနာဉာဏ်ရင့်တန်သွားပြီဆိုလို့ရှိရင်အဲ့ဒီမက်စိတ်လေးကပေါ်လာစွန့်ရည်တတ္တိရှိတဲ့ဒီမက်စိတ်လေးကနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ပေါ်လာအဲ့ဒီပေါ်လာတဲ့အခိုက်လေးကိုပဲသောတပတ္တိမဂ္ဂထပုဂ္ဂိုလ်လို့ခေါ်တာအလျော်အပြင်ရှေ့ပိုင်းကသောတပန်ဖြစ်ခါနေကျင့်နေတဲ့ဝိပဿနာဉာဏ်ရှိနေတဲ့ပုဂ္ဂိုလ်ထိုသောတပတ္တိမဉဏ်ရဖို့ရာစိတ်အစဉ်ဖြစ်နေတဲ့အခိုက်မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းအလျော်အားဖြင့်ခေါ်လို့တော့ရပฏิပန္နကျင့်စေပုဂ္ဂိုလ်လို့ဒီလိုပြောတယ်အဲ့တော့တာမန်မဟုတ်ဘူးပုဂ္ဂိုလ်မဟုတ်ဘူးသောတပတ္တိမဂ္ဂထပုဂ္ဂိုလ်ဆိုတာသောတပတ္တိမက်စိတ်ပေါ်နေတဲ့အခိုက်လေးမှာခေါ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့သောတပတ္တိမက်စိတ်ပေါ်ပြီးတာနဲ့တပြိုင်နက်နောက်ထပ်သောတပတ္တိဖို့စိတ်ဆိုတာဇက်တိုက်လာတယ်အကာလီကောဆိုတဲ့ဂုဏ်တော်အတိုင်းပဲဘုရားတရားတော်မှာ
message haချက်ချင်းပဲအကျိုးကိုထုတ်လုပ်တယ်နောက်ဘဝဆိုင်တယ်မလို့ဘူးနောက်နှစ်ဆိုင်တယ်လည်းမလို့ဘူးနောက်လဆိုင်တယ်လည်းမလို့ဘူး message ပေါ်လိုက်တာနဲ့တပြိုင်နက်ကိုယ်စိတ်ကချက်ချင်းပေါ်လာတယ်သောတာပတ္တိဖလတ္ထပုဂ္ဂိုလ်အဲသောတာပတ္တိဖလတ္ထပုဂ္ဂိုလ်ကြတော့မှသောတာပန်ပုဂ္ဂိုလ်လို့ခေါ်တယ်ရထဲမှာပြောနေတဲ့သောတာပန်ဆိုတာအဲ့ဒီကိုယ်စိတ်ချပြီးတဲ့ပုဂ္ဂိုလ်ကိုပြောတာဒါကဒီပုဂ္ဂိုလ်တွေဟာသူတော်ကောင်းတွေကအမတန်ချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်ဘာဖြစ်လို့ချီးမွမ်းတတ်တုံးဆိုတော့သီလအားဖြင့်ကြည်လိုက်မယ်ဆိုလို့ရှိရင်လည်းသူများနဲ့မတူဘူးသမာဓိဘက်ကကြည်လိုက်ရင်လည်းသူများနဲ့မတူဘူးပညာဘက်ကကြည်လိုက်ရင်လည်းသူများနဲ့မတူဘူးအလွန်ဆင့်မြင့်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တတံပတ္တထာသူတော်ကောင်းတွေကချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်အဲ့တော့သောတာပန်ပုဂ္ဂိုလ်ချီးမွမ်းတတ်ပြီဆိုလို့ရှိရင်သောတာပန်နဲ့အဆင့်မြင့်ပြီးတော့ဝိပဿနာဉာဏ်ကိုတိုးတက်ကျင့်လိုက်တဲ့အခါမှာသဂရဂမိ message ပေါ်လာတယ်သဂရမိ message ကနေပြီးသဂရဂမိကိုယ်စိတ်ပေါ်လာတယ်အဲ့ဒီပုဂ္ဂိုလ်တို့ကသောတာပန်နဲ့အဆင့်မြင့်သွားတယ်အဲ့ဒီပုဂ္ဂိုလ်လေသူတော်ကောင်းတွေကချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်ပဲသဂရဂံဖြစ်သွားပြီဆိုလို့ရှိရင်လောဘဆိုပါစို့သောတာပန်ပုဂ္ဂိုလ်ကအကြောင်းမသိတဲ့အခါမှာလောဘဖြစ်သေးတယ်နော်ဒေါသဖြစ်တဲ့အခါဖြစ်သေးတယ်သောတာပန်ပုဂ္ဂိုလ်ကလောဘ10ကြိမ်ဖြစ်တယ်ဆိုရင်သဂရဂံပုဂ္ဂိုလ်ကျတော့2ကြိမ်လောက်ပဲဖြစ်တယ်သောတာပန်ပုဂ္ဂိုလ်ကလောဘ10ကြိမ်ဖြစ်တာကသဂရဂံပုဂ္ဂိုလ်တဲ့အရှိန်ကောင်းရင်ကောင်းသဂရဂံပုဂ္ဂိုလ်ကျတော့ဖြစ်ကြိမ်လဲနဲသွားတယ်ဖြစ်တဲ့အရှိန်လဲရော့သွားတယ်ဟောစိုက်တတ္တိခြင်းဟာအကုသိုလ်တွေဟာရော့ပါသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်တခါဝိပဿနာဉာဏ်ကိုတိုးမြင့်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့ဘာဖြစ်တယ်ဆိုအနာဂံဖြစ်သွားအနာဂံဖြစ်သွားလို့ရှိရင်ကာမရာဂလို့ခေါ်တဲ့ကာမဂုဏ်အာယုန်တွေကိုခံစားလို့တဲ့တဏှာဟာအကျင့်မဲ့ပယ်သွားဒေါသဆိုတဲ့ဘလို့မကြမုန်းတိမှုဆိုတဲ့ဒေါသဟာလည်းပဲအကျင့်မဲ့ဖယ်ရှားသွားတယ်ဟောအနာဂါမိ message ဖြစ်တယ်အနာဂါမိဖို့စိတ်ဖြစ်တယ်အဲ့ဒီအနာဂံပုဂ္ဂိုလ်ဖြစ်လာလို့ရှိရင်တတံပတ္တထာသူတော်ကောင်းတွေချီးမွမ်းရတဲ့ပုဂ္ဂိုလ်ပဲထို့နောက်ယဟန္တာဖြစ်ဖို့အတွက်ဝိပဿနာကိုတိုးမြင့်ပြီးတော့ကျင့်လိုက်လို့ရှိရင်အရတ္တမေအရတ္တဖို့ဆိုရပေါ်လာတယ်အဲ့လိုပေါ်လာတဲ့အခါမှာအရတ္တဖို့ရောက်သွားပြီဆိုရင်ယဟန္တာပုဂ္ဂိုလ်လို့ခေါ်တာပေါ့အဲ့ဒီယဟန္တာပုဂ္ဂိုလ်ဆိုတာကြတော့အဆင့်အရိယာထဲမှာအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီတဲ့ကိလေသာအာသောတွေလုံးဝကင်းစင်ပြီးတော့အလွန်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီဒါကြောင့်မို့တတပတ္တထာသူတော်ကောင်းတွေကချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေမှာချီးမွမ်းတတ်တာပုရုဇဉ်ပုဂ္ဂိုလ်တွေကဒီလိုချီးမွမ်းတတ်တဲ့ခုံအပြည့်အစုံရှိတာမဟုတ်ဘူးတခါတရံတချို့တလေခုံပုတ်ကလေးကိုချီးပြီးတော့သာပုရုဇဉ်တွေကိုချီးမွမ်းနေကြရတာချီးမွမ်းစရာမကောင်းတဲ့အချက်တွေပုရုဇဉ်တွေထဲမှာအများကြီးရှိတယ်ပေါ့အရိယာသူတော်စင်တွေကြတော့အဲ့ဒါလိုမဟုတ်ဘူးလုံးဝချီးမွမ်းတတ်တဲ့ခုံကြီးတွေနဲ့ပြည့်စုံဒါကြောင့်မို့ယေပုဂ္ဂလာထတတံပတ္တထာသတ္တာရိဧတာတိယုဂာတိဟွန်တိလို့ဒီလိုပြောတာနော်အစုံအားဖြင့်၄စုံပုဂ္ဂိုလ်အားဖြင့်၈ယောက်အဲ့ဒီပုဂ္ဂိုလ်တွေဟာတကယ်သူတော်ကောင်းတွေကချီးမွမ်းရမယ့်ပုဂ္ဂိုလ်တွေအဲ့ဒီချီးမွမ်းရမယ့်ပုဂ္ဂိုလ်တွေကဘလို့ခုံကြီးတွေရှိတယ်လို့ဆိုတေဒက္ခိနေယသူကတတသာဝကမြတ်စွာဘုရားရဲ့တပိသားသာဝကဖြစ်ပြီးတော့သူတို့ဟာဒက္ခိနေယကံကံဤအကျိုးကိုယုံကြည်ပြီးတော့လှူဒန်းတဲ့အလှူဒါနကိုတကယ်ခံယူတတ်တဲ့ပုဂ္ဂိုလ်ကြီးခံယူတတ်တယ်ဆိုတာကံကံဤအကျိုးကိုယုံကြည်လို့လှူတဲ့ပုဂ္ဂိုလ်ကြီးသူတို့ယုံကြည်ချက်အတိုင်းကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်တဲ့အရည်အသွေးတွေရှိလို့ဆိုပါစို့အမတန်ကောင်းတဲ့ရေဩဇာကောင်းတဲ့မြေတစ်ခုမှာဘယ်မျိုးစိပဲစိုက်လိုက်အဲ့ဒီမျိုးစိဟာအပင်ပေါက်ပြီးတော့အပင်ဟာရှင်သန်ထွားချိုင်းလို့အသီးအပွင့်တွေနဲ့ဝေးစားနိုင်တယ်ရည်ရွယ်ချက်အတိုင်းဖြစ်နိုင်တယ်။ဘာဖြစ်လို့မြေဩဇာကောင်းထို့တူပဲကံကံဤအကျိုးကိုယုံကြည်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကိုလှူလိုက်မယ်ဆိုရင်ကိုလှူလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားလုံးဝပြည့်ပြည့်ဝဝရတယ်ပေါ့ဆိုပါစို့
ရှင်မကတ္တဝကြီးရှင်မကတ္တဝကြီးကိုလယ်ထဲမှာလဲဆောက်နေတဲ့အမျိုးသမီးသူစားလို့ရှင်စားဖို့ဆိုပြီးတော့ဖောက်ထားတဲ့ပေါက်ပေါက်ကလေးတွေရှင်မကတ္တဝကိုလှူလိုက်တာလှူပြီးတဲ့နောက်မှာဝန္တာပီတိဖြစ်နေတော့ကံကောင်းအကြောင်းမလားလို့လက်ကစင်းလမ်းလျှောက်ရင်းကနေမွေကိုက်လို့ဆုံးသွားတဲ့အမျိုးသမီးလေးပဲချစ်လှူလိုက်တာပေါက်ပေါက်လေးဘာမှတန်ဖိုးမရှိတာနော်အဲ့ဒါလေးကိုလှူလိုက်တော့တကယ်ကိုရှင်မကတ္တဝလိုပုဂ္ဂိုလ်လှူလိုက်ရတဲ့အခါကျတော့ကံကံဤအကျိုးကိုယုံကြည်လိုက်တဲ့အလှူဟာချက်ချင်းအကျိုးပေးတာတည်သွားတဲ့အဆုံးမှာနတ်ပြည်ရောက်သွားပြီးတော့လာဇာနတ်သမီးဆိုပြီးတော့သွားဖြစ်တယ်အဲ့ဒီပေါက်ပေါက်လေးကသူ့ဗိမာန်မှာအလှဆင်ထားတဲ့အနေနဲ့ပေါ်လာတယ်ဒီလိုအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာအလှခံတိုင်းလို့ဒက္ခိနေယလို့ခေါ်တယ်ကံကံဤအကျိုးကိုယုံကြည်ပြီးတော့လှူလိုက်တဲ့အလှရဲ့အကျိုးကိုပြည့်ပြည့်ဝဝဖြစ်ထွန်းစေနိုင်လို့အလှခံတိုက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောတာတချို့ကြတော့သီလသမာဓိပညာမပြည့်စုံသည့်အတွက်ကြောင့်သွားလှူလို့ရှိရင်ဘာဖြစ်လဲဉာဏ်ဉာဏ်ထဲမှာအပင်ဆိုင်လိုက်ရတယ်လို့ပဲပေါက်တော့ပေါက်တယ်လှီလှီလေးဖြစ်အတော်နဲ့အတိမတိဘူးအတော်နဲ့အကွက်မကွက်နိုင်ဘူးပေါ့အဲ့ဒါမျိုးလည်းဖြစ်တတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့အခုတို့အရိယာသူတော်စင်တွေပုဂ္ဂိုလ်တွေကြတော့ဒက္ခိနေယတကယ်ကိုအလှခံလိုက်တဲ့ပုဂ္ဂိုလ်လှူလိုက်တဲ့အတိုင်းလဲအကျိုးကျေးဇူးတွေကိုရနိုင်တယ်ဒါကြောင့်မို့ဒက္ခိနေယရတ်သောအလှကိုတော့ဘုံရည်တန်တောင်းတပြီးလှူတဲ့အလှမျိုးကိုခံတိုက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါလိုအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေဧတေတုဒိဏာတိမဟာဗလာတိဒီပုဂ္ဂိုလ်တွေကိုလှူလိုက်မယ်ဆိုလို့ရှိရင်လှူလိုက်တာကနည်းနည်းရလိုက်တာကအများကြီးဆိုပါစို့တန်ဖိုးတွက်ကြည့်လိုက်မယ်ဆိုရင်ခုနကပေါက်ပေါက်လေးတဆုပ်စာလေးလောက်လှူလိုက်တာဘာတန်ဖိုးရှိမှာလို့နော်ငွေကြေးဒနာနဲ့တွက်ကြည့်မယ်ဆိုရင်ပေါက်ပေါက်လေးတဆုပ်စာဘာမှတန်ဖိုးမရှိဘူးလေသို့တော့သူရလိုက်တာကအများကြီးပဲဘုံမိတ်မှန်ကြီးရလိုက်တယ်တာဝရိန္ဒနတ်ပြည်ရောက်သည့်အတွက်ကြောင့်နတ်သက်နဲ့1000လူသက်နဲ့ဆိုရင်အများကြီးပဲအဲ့ဒါတော့အမတန်ကြီးကျယ်တဲ့စီးစိမ်ဆိုတော့မနိုင်ရှင်လောက်အောင်တစ်ချင်ရွေးလောက်တပြားလောက်တန်တဲ့ပေါက်ပေါက်ဒါလေးလှူလိုက်တာရလိုက်တာကလဲတာမဟုတ်ဘူးကျိုးတွေအဲ့ဒါကိုပြောတာဧတေတုဒိဏာနိမဟာဗလာတိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုလှူလိုက်ရပြီဆိုရင်ထိုအလှရဲ့အကျိုးဟာစာပေါင်း1000စာပေါင်း1000စာပေါင်း3000စာပေါင်းကလေးမကောက်များတယ်နောက်ဆုံးမှမရေမတွက်နိုင်တော့အောင်အကျိုးကျေးဇူးတွေကများတယ်လို့ဒါအရိယသူတော်စင်တွေရဲ့ခုံကြီးကိုမြတ်စွာဘုရားဟောအရိယပုဂ္ဂိုလ်ဆိုတာအဲ့ဒီလိုပုဂ္ဂိုလ်ကြီးနော်ဒါမို့အရိယပုဂ္ဂိုလ်တွေကိုတွေ့ပြီးတော့လက်ဥကလေးတစ်ချိန်ခြိလိုက်တာနဲ့ရသွားတာလေအများကြီးပဲပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့60ကဘာအပယ်မလားဘူးလို့စွန်းလေးတစ်စွန်းလောင်းလိုက်တာနဲ့လက်ပြေရောက်သွားတာတို့ဒီလိုအကျိုးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဧတေတုဒိဏာနိမဟာဗလာတိကြီးစွာသောအကျိုးတရားတွေကိုရရှိစေတယ်ဒါဟာအလွန်နှစ်သက်စရာကောင်းတဲ့ဂုဏ်ကြီးတစ်ခုပဲဆိုပြီးတော့ဣဒံပိတံဂေရတနံပဏိတံအရိယာတန်ဃာတွေမှာအခုလိုမွန်မြတ်နှစ်သက်ဖွယ်ကောင်းတဲ့နှစ်သက်စရာကောင်းတဲ့တန်ဖိုးရှိတဲ့ယရနာမျိုးတွေသူတို့တဏ္ဍာမှာရှိနေတယ်အလွန်မွန်မြတ်တဲ့ယရနာပဲအဲ့ဒီလိုအခုလိုပါဇက်ကနေထုတ်ဖော်ပြောလိုက်ရတဲ့စကားဟာအလွန်မှန်ကန်တယ်ပြောတဲ့အတိုင်းမှန်တယ်ဒါကြောင့်မို့ဧတေနသစ္စေနသောတိမောတုဒီမှန်ကန်သောစကားကိုဆိုရခြင်းကြောင့်တတ္တဝါတွေချမ်းသာကြပါစေဟောမေတ္တာပို့တယ်သစ္စာဆုပ်ပြီးတော့မေတ္တာပို့တယ်ဒီကိုပေးဒါအရိယသူတော်ကောင်းတွေရဲ့ဂုဏ်ကြီးကိုထုတ်ဖော်ပြောပြီးတော့ဒီမှန်ကန်သောစကားကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့သစ္စာပြုတာအဲ့ဒီသစ္စာရဲ့စွမ်းအားကြောင့်တခြားတတ္တဝါတွေလည်းချမ်းသာသွားနိုင်တယ်ဒါစကြဝဠာဝေသာလီပြည်ကြီးမှာကြာရောက်နေတဲ့ဘေးဆိုးရန်ဆိုးကတ်ဆိုးတွေဒီနည်းနဲ့မြတ်စွာဘုရားဖယ်ရှားပေးခဲ့တယ်ဒါကြောင့်မို့လို့
မိမိတို့မှာအခက်အခဲကြုံတိုင်းသို့မဟုတ်မပြေလည်မှုတွေကြုံတဲ့အခါမျိုးမှာလည်းပဲဟုတ်တယ်လို့မိမိတို့သိထားတဲ့ဘုရားတရားတော်တွေကိုအာယုပြုလို့သစ္စာဆိုပြီးတော့ခက်ခဲလွတ်အောင်ကြိုးစားတဲ့နေပေါ့တကယ်ကြိုးစားလို့လွတ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲအကျိုးကျေးဇူးခံစားရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲဒါကြောင့်ဒီအချက်လေးကိုမေ့မထားဖို့ပေါ့နော်ကိုရထားတဲ့ဒီယရဏတုတ်ရဲ့တန်ဖိုးဟာအမှန်တမ်းကြီးမားတယ်လို့ဒီလိုမှတ်ရနောက်တစ်ခုမြတ်စွာဘုရားကနောက်တနည်းတစ်ခါဆက်ပြီးတော့ပေးပြန်တယ်အဲ့ဒါကဘာလို့ဆိုလို့ရေတုတ်ပယုတ်တံမနတ္တာတံလေနနိက္ကာမိနောဂေါရမသာသနာမိတေပတ္တိပတ္တာအမတံဝိကေရှလတ္ထာဘုဒ္ဓဒေဝတိဘုံစမာနာဣဒံပိသံဃေရတနံပဏိတံဧတေနသစ္စေနသောတိဟောတုဒါကယဟန္တာပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့ပြောတဲ့စကားလေးဒီမှာအာယုပြုရမှာကဘာကိုအာယုပြုရမလဲလို့ဆိုမြတ်စွာဘုရားကဒီကထာမှာဟောတာရေသုံးပယုတ်တာမနတံဓံလေနနိက္ခမိနောဂေါရမသာသနာဂေါရမမြတ်ဘုရားရဲ့သာသနာမှာတဲ့ဂေါရမသာသနာမှာဘုရားသာသနာမှာဟောမနတဓံလတကယ်ကိုခိုင်မာတဲ့စိတ်ဓာတ်နဲ့သဗ္ဗယုတ်တကြိုးစားအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေဟာနိက္ခမိနောသူတို့တဏ္ဍာမှာရှိတဲ့ကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်။ဟောဒီအချက်ကိုသေချာစဉ်းစားကြည့်နော်။မြတ်စွာဘုရားသာသနာတော်နဲ့ဘုန်းကြီးတို့တွေလည်းကြုံနေတယ်။အဲ့ဒါလိုကြုံနေတဲ့အခါမှာမနတ္တဓမ္မလို့ဆိုရင်ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုတယ်ပေါ့။ခိုင်မာတဲ့စိတ်ဓာတ်ဆိုတာကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့မဖြစ်မနေကြိုးစားအားထုတ်မယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်ဒီဘဝမှာပဲမဲ့ဖို့နိဗ္ဗာန်ရအောင်ကြိုးစားမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်အဲ့ဒီခိုင်မာတဲ့စိတ်ဓာတ်နဲ့သုပ္ပယုတ်တာဆိုတာစနစ်တကျနိမန်လမ်းမှန်ကြိုးပမ်းအထောက်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲနိက္ခာမိနောကိုယ်တဏ္ဍာမှာရှိတဲ့လောဘကိုလည်းထုတ်ပြနိုင်မယ်ဒေါသကိုလည်းထုတ်ပြနိုင်မယ်မောဟကိုလည်းထုတ်ပြနိုင်ကိုယ်တဏ္ဍာမှာလောဘဒေါသမောဟတွေရှိနေတာထုတ်ပြနိုင်တာမှမဟုတ်တာပဲလွယ်လွယ်ကူကူထုတ်မပြနိုင်ဘူးထုတ်မပြရုံမကဘူးမွေးတောင်မှထားလိုက်သေးတယ်တချို့နော်ငါစိတ်တူတတ်တယ်နော်လာမပြောနဲ့ဆိုပြီးတော့စိတ်တူတာပဲခုံယူနေသေးတယ်ထုတ်မပြနိုင်ဘူးမကောင်းတဲ့အနေထားမှသိပေမဲ့လို့အကောင်းတယ်လို့ဖြစ်ခါတလေကြတယ်မာနကြီးတာမကောင်းပြီပဲလို့ကောင်းတယ်လို့ထင်နေကြတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာဒီစိုးညစ်နေတဲ့သဘာဝတရားတွေရှိနေတယ်ဘုန်းကြီးတို့တွေကအဝတ်မှာအညစ်အကြေးတွေပေးလာလို့ရှိရင်အဲ့ဒီအညစ်အကြေးတွေကိုဆပ်ပြနဲ့ရေနဲ့ဖွတ်လျှော်ပြီးတော့အညစ်အကြေးတွေကိုစင်ကြယ်အောင်လုပ်ကြပြီမဲ့လို့ကိုယ့်ရဲ့စိတ်ထဲမှာလောဘဒေါသမောဟဆိုတဲ့အညစ်အကြေးတွေရှိနေတဲ့အခါကျတော့ဖွတ်ရမှန်းလျှော့အမှန်းကိုမသိဘူးဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးတွေခန္ဓာကိုယ်ထဲမှာရှိနေထိုအညစ်အကြေးတွေရှိနေသည့်အတွက်ကြောင့်လောဘဖြစ်เสียအာယုန်နဲ့တွေ့ရင်လည်းလောဘဖြစ်လိုက်ပြန်တယ်စိတ်ဆိုးเสียနဲ့တွေ့ရင်လည်းစိတ်ဆိုးလိုက်ကြပြန်တယ်အာယုန်တစ်ခုကိုအမှန်မသိတဲ့မောဟတွေလည်းဖြစ်လိုက်ကြပြန်တယ်မာမာနတွေလည်းတက်လိုက်ကြပြန်လဲဆိုတော့ဒါတွေနဲ့ပဲအချိန်ကုန်နေတာဆိုတော့စိတ်ရဲ့အညစ်အကြေးတွေဒီတိုင်းပဲရှိတယ်။ဟောအရိယာသူတော်စင်တွေကတော့အဲ့လိုမဟုတ်ဘူး။မြတ်စွာဘုရားသာသနာတော်ထဲမှာမဂ္ဂင်၈ပါးအကျင့်တရားဖြင့်ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်လိုက်တဲ့အခါကျတော့လောဘတွေကိုလည်းထုတ်ပြနိုင်တယ်ဒေါသကိုလည်းထုတ်ပြနိုင်တယ်မောဟတွေကိုလည်းထုတ်ပြနိုင်တယ်ကိလေသာအညစ်အကြေးတွေကိုလည်းဆေးကြောပြနိုင်တယ်ဆိုတော့တကယ်စင်ကြယ်တဲ့ပုဂ္ဂိုလ်တွေဘဝကိုရသွားကြတကယ်စင်ကြယ်တဲ့ဘဝကိုရသွားရှင်သာရိပုတ္တရာရှင်မမောက္ကလန်တို့ဒီပုဂ္ဂိုလ်တွေနောက်ဆုံးမှာကဘာကျော်လူသားသမားကြီးဖြစ်တဲ့အင်္ဂုလိမာလတို့ပဲကြည့်အောင်နော်အမတန်ဆိုးမိုက်နေတဲ့ဘဝကြီးတစ်ခုလုံးအလုံးကိုရဆိုင်ပြစ်ပြီးတော့သူ့တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေမာမနတွေအကုန်လုံးဆေးကြောပြီးတော့ထုတ်ပြနိုင်ခဲ့လို့ယဟန္တာရှင်မြတ်ကြီးဖြစ်သွားတယ်လေယဟန္တာရှင်မြတ်ကြီးဖြစ်သွားအဲ့ဒါကိုပြောတာယဟန္တာပုဂ္ဂိုလ်ဆိုတာကိုယ်တဏ္ဍာမှာရှိတဲ့ကိလေသာကိုထုတ်ပြလိုက်တယ်ထုတ်ပြလိုက်တဲ့အခါကျတော့ဘာဖြစ်တယ်လို့ဆိုရင်
နိဗ္ဗာန်ကိုအာယုပြုပြီးတော့တေပတ္တိပတ္တအမတံဝိကရှာအမတဆိုတာမသေးရာအမြိုက်နိဗ္ဗာန်ကိုအာယုယူပြီးတဲ့အခါမှာရောက်တဲ့ရောက်ထိုက်တဲ့အဆင့်တွေကိုရောက်ရှိသွားကြတယ်ဆိုတာအမတံအဆင့်မြင့်တဲ့တရားတို့တရားမြတ်တွေကိုရကြတယ်လို့ဒီလိုပြောတာနော်ဟောရှင်အင်္ဂုလိမာလာတို့ကြည့်ဆိုးမိုက်နေတဲ့ဘဝကြီးတစ်ခုကနေပြီးတော့တကယ့်ကိုလုံးဝစင်ကြယ်ပြီးတော့တကယ့်ကိုရတဲ့ရလိုက်တဲ့တရားတို့တရားမြတ်ကိုအဆုံးတိုင်အောင်ရရှိပြီးတော့သွားကြတယ်ရရှိပြီးတော့သွားတယ်အဲ့ဒါလို့ရရှိသွားသည့်အတွက်ကြောင့်ဘလို့အကျိုးတွေခံစားရတော့ဆိုလတ္တာဘုဒ္ဓနေကုတိဘုံစပါဏာဘုဒ္ဓဆိုတာအဲ့ဒါလို့ရသွားလို့ရှိရင်ယန္တာအရှင်မြတ်တွေဟာကိုရထားတဲ့အရတ္တဖို့ကိုချမ်းသာကိုခံစားကြအရတ္တဖို့ချမ်းသာကိုခံစားတယ်ဆိုတာဘယ်လိုခံစားတာလဲတွေးကြည့်ကြရအောင်အခုဘုန်းကြီးတို့တွေမျက်စိကမြင်တဲ့အာယုနားကကြားတဲ့အာယုအကောင်းလဲကြားရတာပဲမကောင်းလဲကြားရတာပဲကြားပြီးတဲ့နောက်ကြားတဲ့နောက်လိုက်လို့ရှိရင်စိတ်ချမ်းသာတရားလည်းရှိတာပဲစိတ်မချမ်းသာတရားလည်းရှိတာထို့တူပဲနှာခေါင်းကအနံ့ရတာတို့ခန္ဓာကိုယ်ကထိတွေ့ရတာတို့လျှာကလဲရတဲ့အာယုတွေပေါ်မှာကောင်းတာဆိုလို့ရှိရင်ကောင်းတဲ့လောဘတွေဖြစ်တယ်မကောင်းတာဆိုရင်ဒေါသဖြစ်တယ်ဆိုတဲ့အနေအထားမျိုးတွေနဲ့သွားနေကြတယ်။ဘာမှမထိလို့စိတ်ကတွေးလို့ရှိရင်လည်းပဲအကောင်းအဆိုးနဲ့ဒီလိုပဲသွားနေကြတယ်။အော်ယန္တာပုဂ္ဂိုလ်တွေရတ္တဖို့တဘာဝဝင်စားပြီဆိုလို့ရှိရင်အဲ့ဒီမျက်စိနန္ဒလျှာကိုယ်ဆိုတာတွေနဲ့ထိတွေ့တဲ့အာယုန်တွေကိုစွန့်ပယ်လိုက်ပြီးတဲ့အခါမှာစိတ်ထဲကနေပြီးတော့ဝိပဿနာကျင့်စဉ်နဲ့သင်္ခါရတရားတွေရဲ့အပြစ်ကိုမြင်ပြီးနောက်ဆုံးမှာနိဗ္ဗာန်ကိုအာယုပြုနိုင်တဲ့အရတ္တဖို့စိတ်ပေါ်လာလိုက်တာနဲ့တပြိုင်တည်းသင်္ခါရတရားတွေလည်းချုပ်ငြိမ်းနေတယ်။ဥစရာပင်စရာဆိုတဲ့ဥစဉ်ပင်စေတတ်တဲ့ကိလေသာတွေဆိုတာလည်းတခုမှမရှိတဲ့တကယ်ကိုအငြိမ့်တက်ကိုရရှိပြီးတော့ခံစားနေကြတယ်။အဲ့ဒီအချိန်လေးကဘလောက်ကောင်းမလဲဆိုတာစဉ်းစားကြည့်။လောကမှာစိတ်ညစ်နေတဲ့လူတယောက်ဟာအိမ်မောကျသွားတဲ့အချိန်လေးမှာသူဘလောက်ချမ်းသာမလဲကြည့်ပေါ့။နိုးနေလို့စိတ်ညစ်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်သွားတဲ့အချိန်မှာအလုံးမေ့မသွားပေဘူးလားအေးယန္တာပုဂ္ဂိုလ်တွေကြတော့တမဘဝင်စားလိုက်ပြီဆိုလို့ရှိရင်စိတ်ရဲ့ပူဆာညစ်တောက်တာတွေတခုမှမရှိဘဲနဲ့အငြိမ့်တက်ကိုခံစားရတယ်အဲ့ဒါလို့ခံစားရတဲ့အခါမှာအကုန်အကျတပြားသားမှမရှိဘူးတဲ့ဒါကြောင့်မို့လို့လတ္တမုဒ္ဒအခကျေးငွေအကုန်အကျမရှိဘဲနဲ့လတ္တဒီတရားဓုတရားမြတ်ကိုရရှိပြီးတော့နေဗုဒ္ဓိတကယ်စိတ်ရဲ့ငြိမ်းချမ်းမှုနိဗ္ဗာန်အရသာကိုဘုံဇမာနာခံစားကြရတယ်။မှတ်စပြီးတော့ကြည့်ဘုန်းကြီးတို့တွေအမတ္တမအလှမ်းဝေးသေးတယ်ဟုတ်ကဲ့။အဲ့ဒါလို့အငြိမ့်တက်ကိုခံစားပြီးတော့နေနိုင်ရလားလို့ဆိုမနေနိုင်ဘူး။ကိုယ်စိတ်ကအမြဲတမ်းပူလောင်နေတာနော်။အော်ယန္တာပုဂ္ဂိုလ်တွေကြတော့ဖလားတဘာဘခံစားနေပြီဆိုရင်စိတ်အာယုံဟာနိဗ္ဗာန်မှာပဲရှိတယ်စိတ်ကနိဗ္ဗာန်ကိုပဲအာယုံပြုပြီးတော့နေတော့ဖြစ်ပြနေတဲ့သင်္ခါရတရားတွေကလည်းဝေးသွားတယ်အားလုံးဟာစိတ်ဟာအမတန်မှငြိမ့်ပြီးတော့နေတယ်အဲ့ဒါလိုငြိမ့်နေတဲ့ဒီလိုအငြိမ့်တတ်လေးဟာအကုန်အကျမရှိဘဲနဲ့ရလာတာဖြစ်လို့အမတန်မှငြိမ့်တဲ့အငြိမ့်လေးပါလို့ဟောဖလားသမဘဝင်စားပြီးတော့နေကြတဲ့ယဟနာပုဂ္ဂိုလ်ရဲ့ဘုံကြီးတွေတွေကိုမြတ်စွာဘုရားအထုတ်ဖို့ပြောထုတ်ဖို့ပြောပြီးတော့ဣဒံပိတံကေရတနံပဏိတံဩယဟနာပုဂ္ဂိုလ်လို့ဆိုတဲ့အရိယသံဃာမှာနှစ်သက်စရာကောင်းတဲ့ဒီအချက်ဒီခုံကြီးတွေရှိနေတယ်အဲ့ဒီမှန်သောစကားကိုဆိုသောကြောင့်ဣတိဏသစ္စေနသို့အထိမောတုတတ္တဝါတွေချမ်းသာကြပါစေလို့ဒီလိုမေတ္တာသစ္စာဆိုတာနော်အဲ့ဒါလို့သစ္စာဆိုခြင်းဖြင့်ဘေးဆိုးကတ်ဆိုးတွေကနေလွတ်မြောက်ပြီးတော့သွားနိုင်တယ်တကယ်အရိယသူတော်စင်တွေကိုအာယုပြုပြီးတော့သစ္စာဆိုဖို့သစ္စာဆိုနည်းကိုမြတ်စွာဘုရားဟောတာကဲနောက်တစ်ခုကိုကြည့်ကြအောင်လို့နောက်တော့မြတ်စွာဘုရားကဟောတယ်ယထိဏခိလောပထဝိတိတောတိယစတုပိဝါတေဟိအတံပကံမိယောတထုပမံတပ္ပုရိတံဝရာမိယောအရိယသစ္စာနိအဝိစ္စပတ္တိဣဒံပိတံငေရတနံပဏိတံဣတေနသစ္စေန
ตัวที่ขอยรณะတုတ်ကိုမရသေးရင်လည်းရအောင်ကြက်ထားဖို့လိုတယ်ပေါ့နော်ကြက်ပြီးတော့ဒီအတိပ္ပယ်လေးတွေကိုနားလည်ဖို့နားလည်ပြီးတော့နေ့စဉ်နဲ့အမြတ်ရွတ်ပြီးတော့သစ္စာဆုံးနေမယ်ဆိုရင်ဘေးအန္တရာယ်တွေကလွန်မြောက်နေမှာပါကြည့်ယထိဏခိလောပထဝိတိတောစတုပိဝါဒေဟိယထိဏခိလောပထဝိတိတောတိစတုပိဝါဒေဟိအတ္တမကံဥပမာအနေနဲ့ပြောတာမြေကြီးထဲမှာတဲ့ပထဝိတိတောဆိုတာမြေကြီးထဲမှာအနဲ့ကြီးစိုက်ထားတယ်ရှင်းတော့ကဒါလုံးလေးရှိတယ်မြို့တကားတွေမှာတကားတိုင်ကြီးကိုအနဲ့ကြီးတူးပြီးတော့စိုက်တယ်ဘယ်လို့မှရှင်းတော့ကတော့ဒီမြို့တကားကိုဖွင့်ပြီးဆိုလို့ရှိရင်ဆင်နေနဲ့တိုက်ပြီးတော့ဖွင့်တာနော်ဆင်နဲ့ဘယ်လိုတိုးဝိအနဲ့ကြီးစိုက်ထားလို့ရှိရင်ဒီတိုင်ကနှုတ်လို့မရအဲ့ဒါကိုပြောတာပထဝီတိတောမြေကြီးထဲမှာနဲ့စိုက်ထားတဲ့အိန္ဒခိလလို့ခေါ်တဲ့တကားတိုင်ကြီးအဲ့ဒီအိန္ဒခိလဆိုတဲ့တကားတိုင်ကြီးဟာစတုပ္ပိဝါဒေဟိအတ္တမကံပိယောအရက်လေးမျက်နှာကအရှိဘက်ကတိုက်တောင်ဘက်ကတိုက်အနောက်ဘက်ကတိုက်မြောက်ဘက်ကလာအရက်လေးမျက်နှာကဘဲလေးတွေတိုက်အဲ့ဒီခိုင်ကြီးစိုက်ထားတဲ့တကားတိုင်ကြီးကလုံးဝမယိမ့်ရင်ဘူးလို့ဒီလိုပြောတာဥပမာစကားအနေနဲ့ပြောတာအဲ့တော့အိန္ဒခိလဆိုတာ2မျိုးရှိတယ်မြို့တကားတိုင်အနေနဲ့စိုက်တာတစ်ခုမြို့အပြင်မှာအလှအနေနဲ့စိုက်ထားတာတစ်ခုရှိအဲ့ဒါကြတော့အပေါ်မှာ8တောင်မြင့်လို့ရှိရင်မြေကြီးထဲမှာလည်း8တောင်သူက16တောင်ရှိမြေကြီးထဲမှာ8တောင်အနဲ့အပေါ်မှာလည်းပဲ8တောင်အမြင့်အဲ့တော့မြေဝင်ကအမတမတ်နဲ့တယ်ပေါ့အဲ့ဒါလို့အလှစိုက်ထားတဲ့အိန္ဒခိလဆိုတဲ့ဒီတိုင်ငုတ်ကြီးတွေဟာလည်းပဲဘယ်လိုအားကောင်းတဲ့ဆင်ကြီးကနှုတ်တောင်မရနိုင်ဘူးခိုင်မာတယ်လို့ပြောတာ။အော်လေးတိုက်ရုံနဲ့တော့ဘယ်မှာရွေ့နိုင်တယ်ပေါ့။ဒါဥပမာအနေနဲ့မြတ်စွာဘုရားကဟောတာအဲ့ဒီတကားတိုင်ကြီးဟာရေထဲမှာခိုင်စိုက်ထားတဲ့တကားတိုင်ကြီးဟာအရက်လေးမျက်နှာကပြင်းပြထန်မုန်တိုင်းတွေလာတော်လဲပဲထိုတကားတိုင်ကြီးတွေကလှုပ်ရှားရိမ့်ခြင်းမရှိသလိုတဲ့သူတော်ကောင်းတွေရဲ့စိတ်ဓာတ်ဟာလည်းအဲ့လောက်ခိုင်ပါတယ်တထုပမံသဝရိတံဝရမိယောအရိယသစ္စာတိအဝိစ္စပတ္တိရသော်ဘုရားဟောကြားတော်မူခဲ့တဲ့အရိယအဖြစ်ကိုပြုတတ်တဲ့ဒုက္ခသမုဒယនិရောဓမဂ္ဂလို့ဆိုတဲ့ဒီသစ္စာ၄ပါးကိုအသိဉာဏ်နဲ့သိပြီးဖြစ်တဲ့သောတပန်ပုဂ္ဂိုလ်အဓိကရည်ရွယ်ပြီးတော့ပြောတယ်သစ္စာ၄ပါးကိုအသိဉာဏ်နဲ့ပိုင်နိုင်သိထားပြီးဖြစ်တဲ့သောတပန်ပုဂ္ဂိုလ်ခုနကစိတ်ဓာတ်ခိုင်မာသွားပြီးရိမ့်ရိုင်ခြင်းမရှိဘူးပုရုဇဉ်တွေကြတော့မခိုင်မာဘူးနော်ကိုလူကလာဆွဲလိုက်ရင်ဟုံနိုးနိုးနဲ့ပါသွားတယ်ဒီလူကလာဆွဲလိုက်ရင်ဟုံနိုးနိုးနဲ့ပါသွားတယ်ဒီကနေ့ခေတ်မှာကြည့်ဘုရားဘာသာလို့အမည်ခံထားပြီမဲ့လို့စားလေးတစ်ထုပ်နဲ့လည်းဒီပြင်ဘာသာကူးသွားတာရှိနော်ပတ်စံလေး1000ပေးလိုက်တာနဲ့လည်းဘာသာကူးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်မခိုင်မာဘူးဆိုတဲ့အဓိပ္ပာယ်ပြောတယ်ယုံကြည်ချက်ကအဲ့ဒါလို့မခိုင်ဗမာလူမျိုးတွေထဲမှာကိုဒါတွေရှိတယ်ပေါ့စီးပွားရေးဖြစ်စေဘာဖြစ်စေတခုခုဆိုရင်ဘာသာကူးပြောင်းသွားခိုင်မာမှုမရှိဘူးအေးဘာနဲ့မှအကြီးအကျယ်ပေးကြတောင်မလိုဘူးနော်ပေးကြတောင်မလိုဘူးအစရတဲ့ကမစွတ်ခင်ကညွတ်ချင်တယ်ဆိုတာလိုပဲလွယ်လွယ်လေးနဲ့ဘာသာကူးပြောင်းသွားကြတာရှိတယ်အဲ့ဒါတွေကခိုင်မာမှုမရှိလို့ဒီလိုဖြစ်ရတာလို့ဆိုခုနကလို့တကားတိုင်ကြီးကမြေထဲမှာခိုင်မာစိုက်ထားပြီးဆိုရင်ဆင်ကြီးတစ်ကောင်ရဲ့နှာမောင်းနဲ့ပတ်ပြီးဆွဲနှုတ်တောင်မှဒီတိုင်ဟာကျွတ်တာမဟုတ်ဘူးအရိယာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာလည်းအဲ့ဒါလို့ခိုင်မာသွားပြီလို့ပြောတယ်ပုရုဇဉ်တွေရဲ့စိတ်ဓာတ်ကြတော့မခိုင်မာဘူးတဲ့ရိမ့်ရိုင်နေတယ်ဟိုဘာသာဆရာကလာပြီးတော့ဟိုဘာသာကောင်းတယ်ဆိုရင်ပါသွားပြန်ဒီဘာသာသမားကကောင်းတယ်ဆိုပါသွားတောင်တန်းဒေသတွေမှာသွားကြည့်လို့ရှိရင်နော်စားလေးတစ်ထုပ်နဲ့လည်းဘာသာပြောင်းသွားတာသမင်းလေးတစ်နက်နဲ့လည်းဘာသာပြောင်းသွားတာအများကြီးရှိတယ်ပေါ့အဲ့ဒါဘာကိုပြတာလဲဆိုအသိဉာဏ်အနေနဲ့ခိုင်မာမှုမရှိဘူးဆိုတာကိုပြောတာသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လောက်ကြီးတဲ့အင်အားကောင်းတာတွေနဲ့
သွေးဆောင်ဖြားရပြီမဲ့လို့သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ခိုင်မာသွားပြီကြည့်လေသူရံပဋ္ဌဆိုတဲ့အပဋ္ဌသူရအပဋ္ဌအဲ့ဒီပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားကသူ့ကိုတရားဟောလိုက်တယ်တရားဟောတဲ့အခါကျတော့ဘုရားတရားနာရင်သောတာပန်ဖြစ်သွားခေါင်းကသတ္တရိသစ္စာနိယောရိယသစ္စာနိအဝိစ္စပတ္တိသစ္စာလေးပါးကိုသိသွားတယ်သောတာပန်ဖြစ်သွားသစ္စာလေးပါးကိုသိသွားလို့သူသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ရသော်ဘုရားလည်းသူ့အိမ်ကနေဆင်းပြီးတော့ပြန်ကြွသွားမကြခင်ပဲရသော်ဘုရားရဲ့သဏ္ဍာန်နဲ့မနကဖန်ဆင်းပြီးတော့သူ့အိမ်ပေါ်ရောက်နော်အဲ့ဒီဇာလန်းလေးရှိတယ်ဘုရားကတရားဟောပြီးဆင်းသွားပြီးတော့ဒီခါဘုရားကအိမ်ကိုပြန်ကြွလာပုံစံလောက်တာပေါ့အိမ်ပေါ်ရောက်တော့ဘုရားပြန်ကြွလာတယ်ဘုရားကြွလာတယ်ဆိုဟာခုတည်းမဲ့တရားဟောပြီးပြန်ကြွသွားတာဘုရားဘာဖြစ်လို့အိမ်ပြန်ကြွလဲအိမ်ပြန်ကြွလာလဲဆိုတော့အဲ့ဒီမှာဘုရားရောင်ဆောင်ထားတဲ့မနကပြောတယ်သူရံပဋ္ဌာကြီးငါခုနကဟောထားခဲ့တဲ့တရားမှားနေလို့ငါအခုပြင်ဟောခြင်းလို့လာတယ်လို့ပြောတယ်ငါကအနိစ္စလို့ပြောခဲ့တယ်တကယ်ကတော့အနိစ္စမဟုတ်ဘူးအဲ့ဒါနိစ္စဒုက္ခလို့ဟောခဲ့တာလေတကယ်တော့ဒုက္ခမဟုတ်ဘူးဒုက္ခလည်းရှိသေးတယ်ဆိုတာကိုပြန်ပြီးတော့ပြောခြင်းလို့လာတယ်ဆိုတော့တာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဟောဘုရားကိုယ်တိုင်လာပြီးတော့ပြောနေတယ်လို့သူစိတ်ထဲမှာသိရှိတာရိပ်ရိုင်သွားမှာပဲဟောသောတာပန်ပုဂ္ဂိုလ်ဖြစ်နေသည့်အတွက်ကြောင့်ခတ်တင်းနေမဲ့မေးလိုက်တယ်ဘုရားဆိုတာလုံးဝစကားကိုဒီလိုဘလောင်းပလဲမပြောတတ်ဘူးအဲ့တော့ငါစီလာပြောနေတာသင်ဘယ်သူလဲလို့မေးလိုက်တော့အဲ့တော့မနတ်ကြီးဖြစ်နေတာဟောမနတ်ကဘုရားရောက်ဆောင်ပြီးတော့သူရပဋ္ဌကိုလာပြီးတော့ဘုရားဟောသွားတဲ့တရားတွေကနေပြီးတော့ဟိုယုံကြည်လက်ခံတာကိုသူကယုံကြည်လက်ခံမှုမရှိအောင်ဘာသာပြောင်းအောင်လာကြိုးစားတယ်ပေါ့အဲ့ဒါလုံးဝလက်မခံသူရပဋ္ဌကဘာပြောလိုက်တယ်လဲလို့ဆိုလို့ရှိရင်မနတ်သင်လိုတယောက်ကနေလာပြီးတော့ငါ့ကိုဒီလိုပြောတာမဆိုနဲ့မနတ်ပေါင်းရာထောင်လာပြောတော့မှငါစိတ်ဟာတုံလုံးမှမဟုတ်တော့ဘူးငါဟာခိုင်မြဲသွားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီလို့ဟောပုရုဇဉ်တွေကြတော့အဲ့လိုပြောနိုင်တဲ့အနေအထားမရှိဘူးအရိယာဖြစ်သွားပြီဆိုလို့ရှိရင်ဘာသာတရားတစ်ခုပေါ်မှာအဲ့လိုခိုင်မာသွားပြီတဲ့ဒါကိုဆိုလိုတာနော်အဲ့လိုတွေခိုင်မာနိုင်တဲ့အနေအထားဟာပုရုဇဉ်တွေမှာရှိနိုင်ဘူးတဲ့အပြောကောင်းရင်ပါသွားအောင်ပါပဲပစ္စည်းမဲ့ရင်လည်းပါသွားအောင်ပါပဲဒါကြောင့်ယထိန်တခိလောပထိုဣတိတော်တိယစတုပိဝါဒေဟိအတ္တံပကံပိယောတထုပမံသဗ္ဗုရိတံဝရာမိယောရိယသစ္စာနိအဝိစ္စပတ္တိဣရံပိတံငေရတနံပဏိတံဧတေနသစ္စေနသောအထိဟောတုသောတပန်ပုဂ္ဂိုလ်ရဲ့အည်အသွေးဟာခိုင်မာသွားပြီလို့ဒီလိုပြောတာနော်တရားတရားဟာခိုင်မြဲသွားပြီအဲ့ဒီခိုင်မြဲသွားတဲ့နှစ်သက်စရာယရတာဟာအမတ္တမတန်ဖိုးရှိလာပါတယ်ဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာပါစေတတ္တဝါပုဂ္ဂိုလ်ရဲ့အည်အသွေးကိုအာယုပြုပြီးတော့သစ္စာဆိုတဲ့စကားတစ်ခုဒါကိုလည်းပဲမြတ်စွာဘုရားရဲ့ဒီဟောကြားချက်ကိုလည်းပဲစัจ java လာဂရေတသိန်းမှရှိတဲ့နတ်တွေကလက်ခံထားပြီအဲကြောင့်မို့ဒီကထာကိုရွတ်လိုက်တာတဲ့ကြိုင်နဲ့ဒီသစ္စာစကားဆိုလိုက်တာနဲ့ကြိုင်နဲ့စัจ java လာဂရေတသိန်းမှရှိတဲ့နတ်တွေကအကုန်သိလူတွေအနေနဲ့သာဘုရားပြိဋိဘံဆံသွားတာနှစ်ပေါင်း2500ကျော်တာဒါဝိန္ဒာကနတ်တွေအနေနဲ့ဆို25ရက်လောက်ပဲရှိသေးတယ်လတောင်မရှိသေးဘူးအဲ့တော့အမတမဘုရားသူတို့နဲ့အမတမအနည်းဆုံးပဲရှိသေးတယ်ပေါ့နော်ဒီကောင်းပြီနောက်တစ်ခုကိုမြတ်စွာဘုရားကထပ်ပြီးတော့ဟောပြန်အရိယပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာတယ်ယေအရိယသစ္စာနိဝိဘဝယန္တိဂမ္ဗီရပညေနသုရိတိတာနိကိစ္ဆာပိတေဟောတိဘုတံပမတ္တနတ္တေဘောအထမမာရိယတိဣဒံပိသံဃေရတနံပဏိတံဣတေနသစ္စေနသောအထိဟောသောတာပန်ပုဂ္ဂိုလ်သောတာပန်က၃မျိုးရှိတယ်ဧကဘိဇိဆိုပရိသေမျိုးစိတစ်ခုပဲရှိတယ်နောက်ထပ်တဘဝပဲကြံတယ်တဘဝပြီးရင်နိဗ္ဗာန်ရောက်အဲ့ဒီသောတာပန်ကတစ်မျိုး
ကောလသောတာပန်ဆိုတာအနည်းဆုံးနှစ်ဘဝကနေပြီးတော့6ဘဝထိအောင်ဘဝတစ်ခုကနေဘဝတစ်ခုကူးပြီးတော့မှနိဗ္ဗာန်ပြုမဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ဝေဆံမဲ့ပုဂ္ဂိုလ်နောက်တစ်ခါတတ္တခတ္တုပရမသောတာပန်လို့ဆိုတာဘဝမှာအလွန်ဆုံး9ကြိမ်ထိအောင်ဘဝမှာဖြစ်ပြီးတဲ့နောက်မှာနိဗ္ဗာန်ရောက်မဲ့ပုဂ္ဂိုလ်လို့အဲ့တော့ဒီနေရာမှာတတ္တခတ္တုပရမသောတာပန်သူ့ဘဝအလွန်ဆုံး9ဘဝရှိအောင်မယ်သောတာပန်ဖြစ်ပြီးအဲ့ဒီပုဂ္ဂိုလ်ရဲ့အည်အသွေးတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီကထာကိုဟောအဲ့ဒီမှာယေအရိယသစ္စာနိဝိဘဝယန္တိဂမ္ဗီရပညေနသူရိတိတာတိဂမ္ဗီရပညာဆိုတာမြတ်စွာဘုရားကိုပြောတာဂမ္ဗီရပညာဆိုတာအလွန်လေးနက်တဲ့အသိဉာဏ်ရှိတဲ့မြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဉာဏ်ကဒီတာမန်အပေါ်ယံဉာဏ်မျိုးမဟုတ်ဘူးအလေးအနက်နဲ့ထိုးရင်းသိနိုင်တဲ့ဉာဏ်မျိုးဖြစ်လို့ဂမ္ဗီရပညာလို့ပြောတာနော်လေးနဲ့တဲ့အသိဉာဏ်ရှိတဲ့မြတ်စွာဘုရားကသူတည်သိတာဒီကောင်းစွာဟောကြားအပ်တဲ့အရိယသစ္စာဒီအရိယသစ္စာတို့ဝိပါဝယန္တိထင်ထင်ရှားရှားသိအောင်မိမိတဏ္ဍာမှာထင်ရှားလာအောင်သိရှိအောင်ကြိုးစားထားကြတယ်မြတ်စွာဘုရားဟောတဲ့သစ္စာတရားတွေမိမိတဏ္ဍာမှာထင်ထင်ရှားရှားမျက်မှောက်ပြုထားတယ်လို့ဒီလိုပြောတာနော်သစ္စာလေးပါးကိုပိုင်ပိုင်နိုင်နိုင်သိထားပြီလို့ဆိုလို့တယ်အဲ့ဒီသစ္စာလေးပါးကိုပိုင်ပိုင်နိုင်နိုင်သိထားတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုရင်သောတာပန်ပုဂ္ဂိုလ်ပဲပုရုဇဉ်တွေကသုဒ္ဓမယဉာဏ်နဲ့တော့သိကောင်းသိလိမ့်မယ်သုဒ္ဓမယဉာဏ်နဲ့သိကောင်းသိလိမ့်မယ်ဘာဝနာမယဉာဏ်နဲ့သစ္စာလေးပါးကိုပိုင်ပိုင်နိုင်နိုင်သိတာမဟုတ်သေးဘူးအဲ့ဒါလို့သိထားတဲ့သောတာပန်ပုဂ္ဂိုလ်တူဟာကိစ္စာပိတေဟောတိဘုတံပမတ္တာတန်လျာထဲမှာပျော်ပြီးတော့သားတွေသမီးတွေနဲ့ဇီဝဥစ္စာတွေနဲ့တန်လျာထဲမှာအလွန်ပြောနေစေအောင်တော့တဲ့နတ္တိဘဝအဋ္ဌမမာရိယတိရှစ်ဘဝကိုသူတို့ဘယ်တော့မှမရှိဘူးလို့ဆိုပရိသေတွေဘယ်တော့မှရှစ်ခုမြောက်ပရိသေတွေမနေဘူးလို့ဆို9ဘဝတည်းပဲသူတို့စခန်းသိမ့်လိုက်မယ်ဟောနော်ရှစ်ခုမြောက်ဘဝမှာပရိသေတွေမနေတော့ဘူး9ဘဝနဲ့ပဲဘဝကိုဆုံးတတ်မဲ့ပုဂ္ဂိုလ်တွေဘယ်လောက်ပြောနေ9ဘဝတည်းမကြော်တော့ဘူးလို့ဒါပြောတယ်နော်ရှစ်ခုမြောက်ဘဝကိုမယူဘူးလေအဲ့ဒါဟာလည်းပဲထူးခြားတဲ့အည်အသွေးတစ်ခုပဲသောတာပန်ပုဂ္ဂိုလ်ရဲ့ဘဝကန့်သက်ပြီးသားဖြစ်သွားတယ်ဘဝဆိုတာကဘုန်းကြီးတို့တွေကသာအကောင်းထင်တာဟုတ်မြတ်စွာဘုရားကတော့ဘဝကိုအမြဲတမ်းရှုတ်ချဘဝအကောင်းလို့မတွေ့ဘူးမြတ်စွာဘုရားဥပမာပေးထားတာဟောတာနော်မစင်အညစ်အကြေးဟာများမှနန္နာမဟုတ်ဘူးနည်းနည်းလေးလည်းနန္နာပဲအနတ်ဆိုးတာချင်းတူတူပဲဘဝဟာလည်းပဲခြေလျားတဲ့ဘဝမှာမကောင်းတာမဟုတ်ဘူးတိုးတဲ့ဘဝလည်းမကောင်းဘူးဘယ်ကောင်းမလဲဘုန်းကြီးတို့ကအကောင်းတင်နေပြီပဲလို့ဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လဲတဖြည်းဖြည်းအိုးလာတယ်နာရတယ်သေရတယ်ဒါနဲ့ပဲအဆုံးသတ်မှာမဟုတ်လားဘယ်သူဘဝပဲဖြစ်ဖြစ်အိုခြင်းနာခြင်းသေခြင်းကနေကြော်လွှားကောက်လို့ရမလားနောက်ဆုံးသေခြင်းနဲ့အဆုံးသတ်မဲ့ဘဝဆိုတော့ဘယ်ဘဝမှအကောင်းတဲ့ဘဝမရှိဘူးเนาะအဲ့ဒါကြောင့်မို့လို့ဘဝဟာတမန်အားဖြင့်ဒီစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်ဘဝမှအဆုံးသတ်ကောင်းတာမရှိဘူးဘဝတည်းကရလိုက်တဲ့ကုသိုလ်တို့ဘာလို့တာလဲအမြတ်ပဲဘဝဆိုတာတော့ဘယ်တော့မှကောင်းတာမရှိဘူးတဲ့ဒါကြောင့်မို့လို့အရိယသူတော်စင်တွေကြတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင်ရှစ်ခုမြောက်ဘဝကိုသူတို့မရယူတော့ဘူးအလုံးကိုတန်လျာတဲ့ပျော်အောင်တော့ရှစ်ခုမြောက်ဘဝအထိသူတို့မနေတော့ဘူး9ဘဝဟာအလွန်ဆုံးပဲလို့သူတို့ဆိုလို့အဲ့ဒါကိုဟာသူတို့ရဲ့ထူးခြားချက်ပဲတဲ့အဲ့ဒီထူးခြားချက်ဟာအမတန်မွန်မြတ်တဲ့ယရနာတစ်မျိုးဖြစ်တယ်ဣတိနသစ္စေနသောအထိဟောတယ်ဒီစကားကိုဆိုရလို့မှန်တဲ့စကားကိုဆိုရလို့တတ္တဝါတွေချမ်းသာကြပါစေလို့သောတာပန်ပုဂ္ဂိုလ်ရဲ့ဂုဏ်ကြီးကိုမျှော်မှန်းပြီးတော့သစ္စာစကားအနေနဲ့ဆိုတာဒီခါနော်တော့ဒီကာရလေးကိုရွတ်တိုင်းသောတာပန်ပုဂ္ဂိုလ်ရဲ့အည်အသွေးတွေကိုဘောပေါက်ကြလို့အပ်တယ်ဟောမြတ်စွာဘုရားလေးနဲ့တဲ့ဉာဏ်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားဟောကြားထားတဲ့သစ္စာတရားတွေမိမိတဏ္ဍာမှာထင်ရှားသိလာအောင်ကြိုးစားအထောက်ပြီးသားပုဂ္ဂိုလ်တွေဟာ
ဘယ်လိုပဲဘဝတန်တရားထဲမှာဘေးမောပြောပြနေပါစေကမူရှိခုမြောက်ဘဝထီအောင်ဘယ်တော့မှတန်တရားထဲမှာမနေကြပါဘူးဒါသောတာပန်ပုဂ္ဂိုလ်ရဲ့အရှိအတွေ့တစ်ခုဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေဒီလိုဆိုလိုတယ်နောက်တစ်ခါသောတာပန်ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့အရေးချင်းတစ်ခုပြောမလို့အာဝတ္တဓတနာတမ္ပရာယတရားသူဓမ္မာဇိဟိတဘဝန္တိတက္ကာယဒိဋ္ဌိဝိသိကိစီတင်္စသီလပဒံဝါပိဓာတိကိစီစတုဟပါယေဟိသဝေပမုတ်တော်ဆစ္ဆာပိဌာနာတိအပ္ပပဂါတုဣရံပိတံငေရတနံပဏိတံဣဒိနသစ္စေနသောတိဟောတုဒီကုံကြီးကိုလည်းပဲစဉ်းစားပြီးတော့ကြည့်သဟဝတ္တဓတနာတမ္ပရာဓတနာတမ္ပရာဆိုတာဘာပြောတာလဲသောတပတ္တိမဉ္ဇဉ်အမြင်နဲ့ပြည့်စုံသွားဓတနာဆိုတာနိဗ္ဗာန်ကိုမြင်တာကိုပြောတယ်နိဗ္ဗာန်ဆိုတာဒီတိုင်းမြင်လို့မရဘူးเนาะနိဗ္ဗာန်ကိုမြင်လို့ရှိရင်ဝိပဿနာကျင့်စဉ်ကိုကျင့်သင်္ခါရတရားတွေရဲ့ကုံရဆုံးရချုပ်ရနိဗ္ဗာန်ကိုမြင်ဖို့ဆိုတာသင်္ခါရတရားတွေရဲ့အပြစ်ကိုမြင်ပြီးတော့မှသင်္ခါရတရားတွေကိုမုန်းပြီးတော့သင်္ခါရတရားတွေဆုံးသွားတဲ့အခါမှာနိဗ္ဗာန်ကိုမြင်တာเนาะသောတပတ္တိမဉ္ဇဉ်ရမှနိဗ္ဗာန်ကိုမြင်နိုင်တယ်အဲ့ဒီဓတနာတမ္ပရာလို့ဆိုတဲ့ဒီသောတပတ္တိမဉ္ဇဉ်ရလိုက်တာနဲ့တပြိုင်တည်းတဲ့အဲ့ဒီပုဂ္ဂိုလ်မှာဘာတွေဖယ်ရှားလိုက်နိုင်တယ်လဲလို့ဆိုလို့ရှိရင်เนาะတရားသူဓမ္မာဇိဟိတံဘောနိသောတပတ္တိမစိတ်ကလေးသူရလိုက်တာဓတနာတမ္ပရာလို့ဆိုတဲ့နိဗ္ဗာန်ကိုပထမဆုံးမြင်တယ်သို့မဟုတ်သစ္စာလေးပါးကိုပထမဆုံးမြင်တဲ့သောတပတ္တိမဉ္ဇဉ်လေးရလိုက်တာနဲ့တပြိုင်တည်းလူလောကမှာတန်တရားကနေပြီးတော့ပါလာတဲ့တရားစိုး၃မျိုးဖယ်ရှားပြီးသားဖြစ်တယ်အဲ့ဒါကဘာလဲလို့ဆိုရင်တက္ကာယဒိဋ္ဌိတက္ကာယဒိဋ္ဌိဆိုတာခန္ဓာ၅ပါးပေါ်မှာတကယ်ရှိတဲ့ခန္ဓာ၅ပါးပေါ်မှာမရှိတဲ့အတ္တရဲ့ပိုင်ဆိုင်မှုဆိုတာဒီကိုသွားပြီးတော့ယူဆွဲနေတာနော်မှားရွေးတဲ့အတွေးပေါ့တကယ်ရှိတာခန္ဓာ၅ပါးထိုခန္ဓာ၅ပါးကိုအတ္တလို့ထင်နေတဲ့အထင်ကမရှိဘူးအဲ့ဒီမရှိတဲ့အထင်တွေလွှမ်းမိုးခံနေရတဲ့အမြင်ဟာဒါတက္ကာယဒိဋ္ဌိပဲပေါ့အဲ့ဒီတက္ကာယဒိဋ္ဌိကိုလည်းပဲဖယ်ရှားပြစ်နိုင်တယ်နောက်ဝိသိကိစ္စတရားသံဃာရဲ့ခုံကျေးဇူးတွေမိမိကျင့်နေတဲ့အကျင့်တရားတွေတော့မို့မိမိဘဝနဲ့ပတ်သက်ပြီးတော့တိတ်တုံးကငါဖြစ်ခဲ့သလားနောက်ငါဖြစ်အောင်မလားစတဲ့တွေးတောယုံမှမှုတွေထိုယုံမှနေတဲ့ဝိသိကိစ္စတရားကိုလည်းဖယ်ရှားပြစ်နိုင်တယ်သီလပဒံဝါပိဓာတိကိစီဆိုတာသီလဆိုတာတရိစ္ဆာန်တကောင်ရဲ့အလေးအထကိုသီလဒီနေရာမှာဆိုပါစို့ခွေးဆိုရင်ခွေးရဲ့အလေးအထနွားဆိုရင်နွားရဲ့အလေးအထခွေးနွားဆိုတာလူတွေနဲ့အမတန်နီးစပ်တယ်လေလူတွေအားလုံးဟာခွေးနဲ့နွားနဲ့တော့တိနေကြတာအဲ့တော့နွားတစ်ကောင်ရဲ့အလေးအထဘယ်လိုရှိတုံးပြောစရာတောင်မလိုဘူးเนาะနွားကလေးဘက်ထောက်သွားတာပေါ့လေးဘက်ထောက်သွားတယ်ရေဘယ်လိုတောက်တယ်နော်အဲ့ဒါတွေကိုအစာဘယ်လိုစားတယ်ဆိုတာအလုံးသိသူ့ရဲ့အလေးအထတွေကိုသီလလို့ခေါ်တယ်အဲ့ဒီရဲ့နွားရဲ့အလေးအထအတိုင်းလိုက်လှုပ်တာကိုဝတ္တလို့ခေါ်တယ်ဆောက်တည်လိုက်ခွေးတကောင်ရဲ့အပြုအမူကသီလခွေးတကောင်ရဲ့အပြုအမူတိုင်းလိုက်ပြီးတော့လှုပ်ဖို့စိတ်ဆောက်တည်တာကဝတ္တဘာဖြစ်လို့အဲ့ဒါလို့လှုပ်တုံးဆိုလို့ဆိုလိုတာကတော့နွားချင်းချင်းနဲ့ခွေးချင်းချင်းနဲ့လို့ပြောတာပေါ့ဘာဖြစ်လို့အဲ့ဒါလို့လှုပ်တုံးဆိုလို့ရှိရင်ခွေးချင်းနွားချင်းချက်လို့ရှိရင်ကိလေသာတွေကံဟောင်းတွေကိုဖယ်ရှားပြနိုင်တယ်ဆိုတဲ့ယုံကြည်ချက်တန်တရားဝကလွတ်နိုင်တယ်ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်ကိုသီလပဒပရမတ္တဒိဋ္ဌိလို့ခေါ်တယ်။သောတာပန်ဖြစ်သွားလို့ရှိရင်ဟောဒီတန်ရောစဉ်၃မျိုးပါလုံးဝဖယ်ရှားပြလိုက်နိုင်ပြီ။ခန္ဓာ၅ပါးပေါ်မှာမှားနေတဲ့အတ္တဆိုတဲ့အတွေ့လည်းဖယ်ရှားနိုင်တယ်။တန်တရားဆိုတာလည်းကျင်းသွားတယ်။ခွေးချင်းနွားချင်းဆိုတဲ့မှားယွင်းတဲ့အကျင့်တွေပေါ်မှာမှားယွင်းဆိုတာသုံးသပ်မှုဆိုတာလည်းသူ့တဏ္ဍာမှာမရှိတော့ဘူး။ဒါတွေမကဘူးဒီတတိကိစီအပေကျစေနိုင်လောက်တဲ့ရာဂလောဘသူ့မှာမရှိဘူးအပေချလောက်တဲ့ဒေါသသူ့မှာမရှိဘူးအပေကျစေနိုင်လောက်အောင်ပြင်းထန်တဲ့မောဟသူ့မှာမရှိတော့ဘူးဒီလိုဆိုလို့လေတတိကိစီချန္တာတွေကိလေသာတွေလည်းအများကြီးရောပါသွားတယ်ဒါသောတာပန်သောတာပတိမဉ္ဇဉ်လေးရဲ့တန်ဖိုးဟာဘယ်လောက်ကြီးမားတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်သူ့ရဲ့တန်ဖိုးအမတန်ကြီးမားသည့်အတွက်ကြောင့်အခုလို
Tandiaga Pala, say a new jiri, Peshapi like Swan 30, Madame Jiri to pure. Eri diari Peshana lotion, below George Zuri Shira, Satu Hapai Hita, Wiba Moton, a Pedagape Gavi, Bamari, Diori Shida, Mona. Other one chain, Pedagape, or Satu He, Pai Hita, Wiba Moton, a Pay Labon Island, low one to Gavi. Beluma, a pair of Pianjavo and Tuma, a pair of Jazzy and Kilitari, Tumam Shino, Kilusugore. Rajamo. A bedagale peitoabi. Not a kua. Sisabi Tanani Apapa Kato. Skuma. Hoiro Purus in my solution. Malone Naina Sura Mashi. A gone low night. I thought of a solution. Malone Nainari, Yashi. Low days or a balloon of Chin Nainari body. Apapa. Sudanama, Malodo. To Julamu, Brahma Mabulo. Erilu, Malodhari, Chow Mu Lady Shidebo. Era, Sisabi Tanadi Ababakado. Di Yatana Chow Mu, Brahma Malodo. Machine I know. Eri Chow Mu got body own solution. Tamame solution. Oh, they toka de Bido, Tota, Mapolo. In Gondra Balidoma, a Chow Mu Lady Jatana Shidebo. The Senate lady. Era Namatica Barrow solution. Just of the Aboma, Mayumati Melissa of Roman. Then Namati. The Yande Patavi, Mayumati Melissa some Shiro. Urus in the Jaro Shideli. Piavo, Mayuti Usura, Beluha Muros on the Shinji. That two Agarawasa, Terotashi de Piavo, Kuchema Mashiro Ta. City Piave Chisi. In my go where you borrow Shima, Chisi. Or go guy name a Joby name as in the Akarawano cost. No? Pia would Joby name a Piago, Piashima, Georgiari Bionime, good Ema Senuro, go with her, Piaga will meet of Georgiari Biome solution, the Akarawano cost. Or Totaman Bogoja, Damium Lodo, would it? The Buddhas in the Madame Jetty. Pia Jonga need to have it of Pia Yawaro Shima, H and let 8 name, no Joby tiny let time, Modan de Ari shop George and left Johnny. A goloni did it, that to Agarwano coin. Sirido, Yaude Kamaleve, Siri Nama Nebuloso Viro, Zerido, which have a tea sound one, Dale Agarwano coin. Piami and then a Penaji seed one, Agarwano coin. Or Damuriga, Purus in him, Chini Dome. Dr. Banjaro, Damugum Lodo, Lodo, Agarwa. Tama Agarwaza. Tiawa Lavio, Diana Yangani, 9 name, 8 names, Tama Agarwalo coin. Duru and Lego is a gabioni, Agarwalo coin. I also be the Tiago Manaven, Nime, Joby Nime, Nalo Nime, Sagabio Nime, saying Tama Agarwalo coin. Otherama Bogojaro, Damim Lodo. Tanga Agarwaza, Tanga Nepatavino, Mayumadi Lota, Mayumadi Piora, Era Leve, Tadavan Bogoyam Lodo. Now the good Dekaya Agarwa, Kuchia made a chin Dekaboma, O Julon, Julon like the Popia like this, Kuchin the Owl, Lisa, Eddie Agarwa, Uruzeni Machido Leve, Tadavan Shetavis, Lodo, Urusu. Now the Gua. Anagamania Woto. Two in it, Pogo Yadi, Logama, Duro Lugoni, Majulon died a Yamuso, to Beroma, Majulon or Wood, Purus and Nijaro, Julon gone Julon late. But now the Kuga, Maros, Shikum Yapowa. Shikum Yapowama, Beroma Bridre Manevu. Da Eddie Chauku, da Sisabi Tana there, Todava Boguri, Machina, Patama Chauku. Tilomaya. The Dudia Chaukuga Bale swing. Now than the Kuma of Yat. Todava Boko has Tinkara, Tayam and Via, Pedinkara, Nisa look. Mamato, Anisa Givecono, Shishin Leni and one. Nisa look Beroma. Mama Mamino, Tinkara Diam and the Yam.
ဒုက္ခလို့ဘယ်တော့မှမမြင်ဘူးပုရုဇဉ်တွေကြတော့နေဆလို့လည်းမြင်သေးတယ်ဒုက္ခလို့လည်းမြင်နေသေးတယ်ပေါ့ဒုက္ခလို့ထင်ညမှထင်မှာမထင်လို့ဒါမှမဟုတ်ပြောနေတာပေါ့နော်ဒုက္ခလို့ထင်နေကြတာပေါ့နောက်ဓမ္မတဘာဝတရားမှန်သမျှကိုအနတ္တလို့မြင်တယ်အတ္တလို့ဘယ်တော့မှမမြင်ဘူးဒါမဖြစ်နိုင်တာသုံးနောက်တစ်ခုကတော့အနန္တရိယကံ၅မျိုးကိုဘယ်တော့မှမကျူးလွန်တော့ဘူးအမေတ္တာအဖေတ္တာစသဖြင့်ဒီလိုပြစ်မှုမျိုးတွေကိုဘယ်တော့မှမကျူးလွန်တော့ဘူးနောက်တစ်ခုကဘာလို့ဆိုရင်ကောတုဟလမင်္ဂလေနသုတ်တိပစ္စံပါကောတုဟလမင်္ဂလာဆိုတာအမြင်မင်္ဂလာအကြားမင်္ဂလာအဲ့ဒါတွေကိုယုံကြည်ပြီးတော့လောကမှာကြီးပွားတိုးတက်နိုင်တယ်လို့ယုံတာခုခေတ်မှာပိုများသေးတယ်နော်ကြာပန်းကိုဖျားမတရားဘူးကြားနေပါဆိုလို့ပန်းသီးဖျားမတရားဘူးပင်မမှာဆိုလို့အတန်ဆွဲတွေနဲ့လိုက်ပြီးတော့ရေရရာတွေအတန်ဆွဲတွေနဲ့လိုက်ပြီးတော့နေတာဟာဒီကောတုဟလမင်္ဂလာတွေပဲပေါ့နော်ကောတုဟလမင်္ဂလာတွေဒါကြောင့်မို့အကျံစီအောင်လို့အိမ်မှာကြံပင်စိုက်တာတို့ဟုတ်လားဒါတွေကကောတုဟလမင်္ဂလာလို့ခေါ်တယ်ချက်ချင်းအကျိုးပေးခြင်းလို့ဂျင်းစားတာတို့ဟောဒါတွေကကောတုဟလမင်္ဂလာဒါတွေကသောတပန်ဖြစ်သွားရင်မလုပ်တော့ဘူးဒါမျိုးတွေဘယ်တော့မှမလုပ်တော့ဒါတွေပေါ်မှာအယုံကြည်လည်းမရှိတော့ပုရုဇဉ်တွေကြတော့အဲ့ဒါမျိုးတွေလုပ်တယ်ကျေတရားတွေခြေလို့ခြေနော်အမျိုးစုံလုပ်ကြဟောသောတပန်ဖြစ်သွားလို့ရှိရင်ဒါမျိုးကမလုပ်တော့ဘူးလို့ဆိုလို့နောက်တစ်ခုဗုဒ္ဓသာသနာတော်ကအပြင်ပမှာဒါနကောင်းမှုပြုဖို့ရပုဂ္ဂိုလ်ဘယ်တော့မှဒီရတ်သောအလှခံပုဂ္ဂိုလ်ဆိုတာအခြားသာသနာမှာမရှာဘူးဗုဒ္ဓသာသနာတွင်မှာရှိတယ်လို့ဆုံးဆုံးဖြတ်ဖြတ်သိသွားတယ်ဟောအလုံးပေါင်းလိုက်တဲ့6ခုဒုတိယ6ခုလို့ခေါ်တယ်ဒါကတတိယ6ခုကတော့ဘာလို့ဆိုလို့ရှိရင်အမေတတ်မှုကိုလည်းဘယ်တော့မှမကျူးလွန်ဘူးအဖတ်တတ်တဲ့ကံကိုလည်းဘယ်တော့မှမကျူးလွန်ဘူးယဟနာတတ်တဲ့ကံကိုလည်းဘယ်တော့မှမကျူးလွန်ဘူးမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာသွေးကြည်ဥအောင်လည်းဘယ်တော့မှမလုပ်ဘူးဗုဒ္ဓစိတ်နဲ့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာသွေးကြည်ဥအောင်ဘယ်တော့မှမလုပ်ဘူးတန်ခါကိုလည်းပဲဘယ်တော့မှမသိခွဲဘူးတဲ့ဒီပြစ်မှုတွေကိုသူမကျူးလွန်ဘူးလို့ဆိုလို့ရတယ်နော်အဲ့ဒါလို့မကျူးလွန်ဘူးအဲ့ဒါလို့အနန္တရိယကံ၅ပါးမကျူးလွန်ရုံနဲ့မကဘူးဒီပြစ်မှားမိတဲ့ကိစ္စမျိုးတွေကိုတခုမှမလုပ်တော့ဒါကတတ္တိယနော်ခွဲထားတဲ့အချက်တစ်ခုပေါ့နော်နောက်တစ်ခုစရုထမြောက်ကြတော့သူကအယူဆတရားနဲ့ဆိုင်သွားတယ်လောကမှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခဆင်းပြေတာမပြေတာချမ်းသာဆင်းရဲလူဘဝမှာရရှိလာတဲ့ဟာကိုယ်တိုင်လုပ်ခဲ့လို့ဖြစ်တယ်ဆိုတဲ့ကိုယ်ဆိုတာကိုယ့်ရဲ့အတ္တကလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ကိုလုပ်လို့ဖြစ်တာဆိုတဲ့မှားယွင်းတဲ့အယူဆသာဝရဘုရားဖန်ဆင်းတယ်ဆိုတဲ့သူများလုပ်လို့ဖြစ်တယ်ဆိုတဲ့အယူဆအဲ့ဒီအယူဆတွေတခုမှမရှိဘူးဒါမိစ္ဆာအယူဆတွေနဲ့ပတ်သက်တဲ့စကားတစ်ခုပေါ့နောက်တစ်ခါကိုလုပ်တာလည်းမဟုတ်ဘူးသူလုပ်တာလည်းမဟုတ်ဘူးအကြောင်းမဲ့တက်တက်ဖြစ်တယ်ဆိုတဲ့အယူဆလည်းပဲသူမှမရှိဘူးဆိုလိုတာကတော့မှန်ကန်တဲ့အယူဆတစ်ခုရှိသွားပြီလို့ဒီလိုပြောလို့တယ်နော်အဲ့တော့ကိုလုပ်တာလည်းမဟုတ်ဘူးသူလုပ်တာလည်းမဟုတ်ဘူးအကြောင်းမဲ့ဖြစ်လာတာလည်းမဟုတ်ဘူးဒုက္ခဒုက္ခဆိုင်ရာဆိုင်ရာအကြောင်းတရားတွေကြောင့်သာဖြစ်လာတယ်ဒီလိုသောတာပန်ပုဂ္ဂိုလ်ဟာအကြောင်းစိတ်အကြောင်းမှန်တွေကိုတွေ့မြင်ပြီးဖြစ်သည့်အတွက်ကြောင့်အကြောင်းတုအကြောင်းအရာတွေကိုဘယ်တော့မှလက်ခံတာမရှိဘူးတော့ဘူးလို့ဒီလိုပြောတာအဲ့ဒါကိုဆိုလိုတဲ့သစ္စာပိဌာနာတိအပ္ပပခါတော6ခုမြောက်6ခုသောဌာနတွေကိုဘယ်တော့မှသူကကျူးလွန်ခြင်းမရှိတော့ဘူးဣဒံပိသံဃေရတနံပဏိတံဒါသောတာပန်ပုဂ္ဂိုလ်ရဲ့ကြီးကျိုးစရာကောင်းတာတဲ့အနှစ်သာရရှိတဲ့ယရဏတစ်မျိုးပဲအဲ့ဒီလိုနှုတ်ကနေဆိုလိုက်ရတဲ့ဖြင့်ဣတိနသစ္စေနသောတိဟောတုတတ္တဝါတွေချမ်းသာကြပါစေဒီသစ္စာစကားကိုလည်းပဲစัจ java လာဂရေတသိန်းရှိတဲ့နတ်တွေကအလုံးဟာခံယူထားကြမိတာဖြစ်တယ်။နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကိစ္ဆပိသောကမ္မကရောတိပပကံကာယေနဝါစာဥဒစေတနာဝါအပပသောတတပရိစ္ဆရာယအပပတ္တဒိဋ္ဌပရတ္တဟုတ်တာ
ဣဒံပိသံဃေရတနာပဏိတံဣတိနာသစ္စေနာသောတိဟောတုသောတပန်ပုဂ္ဂိုလ်ဟာတဲ့တခါတရံကိုယ်နဲ့နှုတ်နဲ့မဟုတ်တာလေးတွေမှတ်တမဲ့လုံးမိတာလေးတွေရှိတယ်ပေါ့ဒါဆိုးဆိုးဝါးဝါကြီးကိုပြောတာမဟုတ်ဘူးနော်ဆိုးဆိုးဝါးဝါကြီးကိုပြောတာမဟုတ်ဘူးသူ့မှာအကုသိုလ်ဖြစ်တာလေးတွေတော့နည်းနည်းရှိနှုတ်ကလည်းပြောမိတာလေးတွေရှိမယ်ကိုယ်ဒီလက်ရောက်လုံးမိတာလေးတွေလည်းရှိမယ်အဲ့ဒါလို့ရှိပြီမဲ့လို့စိတ်ထဲကလည်းပဲဇာတိမိတာတွေရှိမယ်ဒါပေမဲ့လို့ဒီမကောင်းတာလုပ်ပြီးရင်သူ့မှာဖုံးလွှမ်းထားမယ်ဖုံးကွယ်ထားမယ်ရှုပ်ဝဲထားမယ်ဆိုတဲ့အတွေ့လုံးဝမရှိဘူးပုရုဇဉ်တွေကြတော့မဟုတ်တာလုပ်တယ်လုပ်ပြီးရင်ဖုံးထားလူမသိစေနဲ့ဆိုပြီးတော့ထားနော်မဟုတ်တာလုပ်ပြီးလူမသိစေနဲ့လူသိမှစိုးတယ်လူသိမှစိုးရုံနဲ့မကဘူးမဟုတ်တာလုပ်ပြီးတော့ဟုတ်တာလို့ထင်အောင်လုပ်သေးတယ်ပေါ့ပုရုဇဉ်တွေကြတော့အဲ့ဒါလို့သောတပန်ပုဂ္ဂိုလ်တွေကြတော့ပြစ်မှုတစ်ခုကျွလွန်မိထားလို့ရှိရင်သူ့စိတ်ထဲမှာဘယ်တော့မှဖုံးမထားဘူးတဲ့ဖွင့်ပြောတယ်ဆရာမိဘထံဖွင့်ပြောပြီးတော့ဝန်ချတယ်ဖွင့်လှစ်ပြီးတော့ပြောတယ်ဒါကြောင့်မို့အဘဘတောတတ္တပရိစ္ဆရာယသူလှုပ်ထားတဲ့ပြစ်မှုကိုဘယ်တော့မှဖုံးကွယ်ထားတာမရှိဘူးတဲ့ဘာဖြစ်လို့အဲ့ဒါလို့မဖုံးကွယ်တာတော့ဆိုရင်ဒိဋ္ဌပရတ္တဝုဒ္ဓအဘဘတ္တဒိဋ္ဌပရတ္တဝုဒ္ဓသူကနိဗ္ဗာန်ဆိုတဲ့အစစ်မှန်တဘာဝတရားကိုမြင်ထားတယ်တို့မို့သစ္စာလေးပါးကိုမြင်ထားပြီးပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်မဟုတ်တာလုပ်ပြီးတော့ဖုံးကွယ်တယ်ဆိုတာမရှိဘူးတဲ့ပုရုဇဉ်တွေကြတော့မဟုတ်တာလည်းလုပ်တယ်ဖုံးလည်းဖုံးတယ်ပေါ့နှစ်ထပ်ကွမ်းပေါ့နော်သောတာပန်ပုဂ္ဂိုလ်တွေကြတော့မတော်တဆလုံးမိတောင်မှပဲဘယ်တော့မှမဖုံးဘူးတဲ့မဟုတ်တာလုပ်ရင်ဖွင့်ဟဝန်ခံပြီးတော့နောက်ထပ်မဖြစ်အောင်ကြိုးစားတယ်ဒါဟာလည်းပဲသောတာပန်ပုဂ္ဂိုလ်တွေတဏ္ဍမှာတွေ့နိုင်တဲ့အမတန်နှစ်သက်စရာကောင်းတဲ့ယရဏတစ်မျိုးပဲဖြစ်တယ်ဣဒံပိသံဃေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဒါကြောင့်မို့လို့တတ္တဝါတွေချမ်းသာကြပါစေသံဃာခုံနဲ့ပတ်သက်ပြီးတော့အခုလိုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ယရဏသုတ်မှာဟောထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိမိတို့ကြက်မှတ်ထားလို့ရထားတဲ့ယရဏသုတ်ရဲ့အဓိပ္ပာယ်ဟာဒီလိုအဓိပ္ပာယ်တွေကိုဆောင်းတယ်ဆိုတာအလုံးသိပြီးတော့အရိယသူတော်စင်တွေရဲ့တကယ်နှစ်သက်ဖွယ်ကောင်းတဲ့ယရဏတွေဆိုယရဏတွေရဲ့ဂုဏ်ကြီးတွေဒီဂုဏ်ကြီးတွေကိုသိရှိကြည်ညိုပြီးတော့ဒါတွေကိုအာယုံပြုပြီးတော့သစ္စာစကားဆိုကြမယ်ဆိုလို့ရှိရင်မိမိနဲ့မိမိပတ်ဝန်းကျင်မှာကြာရောက်နိုင်တဲ့ဘေးရန်အန္တရာယ်တွေသို့မဟုတ်ကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေကိုကာကွယ်နိုင်မှာဖြစ်ပါမယ်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်စัจ java လာဂရေတသိန်းကနတ်တွေကခံယူထားတာဖြစ်သည့်အတွက်ကြောင့်တို့တွေဟာယခုကဲ့သို့သစ္စာဆိုခြင်းဖြင့်မိမိတို့တဏ္ဍာမှာဖြစ်စေမိမိတို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်စေကဘာသူကဘာသားတွေပေါ်မှာဖြစ်စေကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေကိုသစ္စာဆိုခြင်းဖြင့်တို့ဖယ်ရှားမယ်လို့ကြိုးစားအားထုတ်ပြီးတော့အရိယာသူတော်မွန်တွေရဲ့ရရှိထားတဲ့ဂုဏ်ရည်သွေးမျိုးတို့တွေရရှိအောင်ကြိုးစားအားထုတ်ကြမယ်လို့စိတ်ထဲမှာရည်မှန်းပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာ